တေချာသောလမ်းကိုလျှောက်ပါတဲ့ကေတမုဒ္ဒိသုတ်တံကိုစတင်ပြီးတော့နာယူကြည်ညိုကြရအောင်မြတ်စွာဘုရားလက်ထက်တော်ခါကကောသလတိုင်းမှာကေတမုဒ္ဒိနိဂုံဆိုတဲ့အင်မတန်ထင်ရှားတဲ့စီကားတဲ့ရွာကြီးတစ်ရွာရှိတယ်အဲ့ဒီရွာကြီးကအင်မတန်အချက်ချာကြတဲ့တောအုပ်ကြီးတစ်ခုရဲ့အဝမှာရှိတယ်အဲ့ဒီတောခရီးကိုဖြတ်ချင်တယ်ဆိုရင်အဲ့ဒီရွာကိုဝင်ပြီးတော့တဲရတယ်အဲ့ဒီတောကနေပြီးတော့ထွက်လာရင်လည်းအဲ့ဒီရွာကိုတဲရတယ်ပေါ့အဲ့တော့အဲ့ဒီရွာကအသွားအလာအင်မတန်များတဲ့စီကားတဲ့လူသူအယောက်ပေါက်အင်မတန်များတဲ့အချက်ချာကြတဲ့ရွာကြီးတစ်ရွာပေါ့အဲ့ဒီတော့မြတ်စွာဘုရားကတနေ့တော့အဲ့ဒီကေတမုဒ္ဒိနေကုန်းရွာကြီးကိုကြွသွားတော့အဲ့ဒီရွာမှာရှိကြတဲ့အဲ့ဒီနေကုန်းကိုအုပ်ချုပ်ကြတဲ့ကာလမမင်းတွေကမြတ်စွာဘုရားဒီကိုရောက်လာကြတယ်မြတ်စွာဘုရားရဲ့အရဟံစဘဂဝါအဆုံးအင်မတန်ကြီးကျယ်တဲ့ဂုဏ်တော်၉ပါးနဲ့ထင်ရှားကြော်ကြတာဆိုတော့ဒီလိုယဟန်သူမြတ်တစ်ပါးတို့ရာကိုရောက်လာတာတို့သွားပြီးတော့ဖူးမြော်ကြမယ်ဆိုပြီးတော့အဲ့ဒါကာလမမင်းတွေမြတ်စွာဘုရားဒီကိုရောက်လာတယ်ရောက်လာပြီးတော့သူတို့ဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်တို့ရွာကလမ်းပန်းအချက်ချာအင်မတန်ကြတာဆိုတော့မျိုးမျိုးသောလူတွေဖြတ်တန်းသွားလာကြတယ်အထူးသဖြင့်အမျိုးမျိုးသောအယူအဆရှိကြတဲ့တမနာဗြဟ္မဏအမိခံကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီရွာကိုရောက်လာကြတယ်ပြန်လဲထွက်ခွာသွားကြတယ်ရောက်လာတိုင်းအဲ့ဒီတမနာဗြဟ္မဏအမိခံထားကြတဲ့အမျိုးမျိုးသောအယူဝါဒရှိကြတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရဲ့အယူဝါဒတွေကိုပြောကြတယ်ဟောကြတယ်တဲ့အဲ့ဒါလိုပြောကြဟောကြတဲ့အခါမှာသူတို့ရဲ့အယူဝါဒတွေကိုကြတော့အမွှန်းတင်ပြီးတော့တပါးသောပုဂ္ဂိုလ်တို့ရဲ့အယူဝါဒကိုကြတော့နှိမ့်ချပြီးတော့ရှုံချပြီးတော့ကိုယ်အယူဆသည်သာလဲမှန်တယ်ကောင်းတယ်မွန်မြတ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီလိုပဲပြောသွားကြတာပဲတဲ့ပြောသွားကြတဲ့တမနာဗြဟ္မဏအမိခံကြတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်အယူဝါဒကိုအမွှန်းတင်တပါးသောသူရဲ့အယူဝါဒကိုကြတော့ပြစ်တင်ရှုံချပြီးတော့ပြောသွားကြတယ်တဲ့အဲ့ဒီတော့တပည့်တော်တို့ကအင်ရှင်ရဲ့ဝတ္တရားရှိသည့်အားလျော်စွာရောက်လာကြတဲ့တမနာဗြဟ္မဏတွေရဲ့ဟောပြောချက်တွေကိုနားတော်ထောင်လိုက်တာပဲဒါပေမဲ့တူးနေတာတခုကတမနာဗြဟ္မဏတိုင်းကိုယ်အယူဝါဒကိုပဲအကောင်ပြောတယ်သူများအယူဝါဒကိုကြတော့ပြစ်တင်ရှုံချကြတယ်အဲ့ဒါတပည့်တော်တို့စိတ်ထဲမှာဘယ်လိုတမနာဗြဟ္မဏရဲ့အယူဝါဒကအမှန်ဖြစ်မလဲဘယ်လိုပုဂ္ဂိုလ်တွေရဲ့စကားကအမှန်ပြောတာဖြစ်မှာလဲဘယ်လိုပုဂ္ဂိုလ်တွေရဲ့အယူဝါဒဘယ်လိုပုဂ္ဂိုလ်တွေရဲ့စကားတွေကအမှန်မပြောတာဖြစ်မလဲအဲ့ဒါတပည့်တော်တို့မှာတန်တရားတွေနဲ့စိတ်ထဲမှာဒို့လို့တွေးတောပြီးတော့မဝေခွဲနိုင်ဘူးတဲ့ဘယ်သူစကားကမှန်တယ်ဘယ်သူစကားကကောင်းတယ်ဘယ်သူစကားကတော့မှားတယ်ဘယ်သူစကားကတော့မကောင်းဘူးလို့အဲ့ဒါလို့မဝေဖန်နိုင်လောက်အောင်တန်တရားတွေဖြစ်ရတယ်တဲ့ယူယူသားသားလျှောက်တာနော်လျှောက်တော့မြတ်စွာဘုရားကကာလမမင်းတို့တဲ့သင်တို့ဟာတန်တရားဖြစ်ထိုက်တဲ့အရာတွေကိုတန်တရားဖြစ်ကြတာပါတဲ့ဟုတ်တာပေါ့တဲ့တန်တရားဖြစ်เสียပေါ့အမျိုးမျိုးသောတမနာဗြဟ္မဏတွေကကိုယ်ဝါဒကိုပဲအကောင်ပြောကိုယ်ဝါဒကိုပဲအမွှန်းတင်ပြီးတော့တပါးသောပုဂ္ဂိုလ်တွေရဲ့အယူဝါဒတပါးသောပုဂ္ဂိုလ်တွေရဲ့အယူဆကိုကြတော့နှိမ့်ချပြီးတော့ပြောသွားကြတာအမျိုးမျိုးသောအယူဝါဒတွေကိုကြားရတော့သင်တို့ရဲ့ဉာဏ်မှာရှုပ်ထွေးနိုင်တာပေါ့တန်တရားဖြစ်เสียရှိတာပေါ့အဲ့ဒါလိုမြတ်စွာဘုရားကပြောပြီးတော့ကာလမမင်းတို့တဲ့ဒီနေရာမှာသူများပြောတိုင်းမယုံရဘူးကိုယ့်ရဲ့သိနိုင်တဲ့မြင်နိုင်တဲ့ဉာဏ်နဲ့စဉ်းစားချင့်ချိန်ပြီးတော့ကိုယ့်ရဲ့ဉာဏ်နဲ့ဒါမကောင်းဘူးလို့သိရင်ပယ်လိုက်ရုံပဲဒါကောင်းတယ်လို့သိရင်ကျင့်သုံးလိုက်ရုံပဲဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားကသူများပြောတိုင်းမယုံရဘူးဆိုတာကိုအကျေတဝင့်ပြောတယ်ပိဋကရဲ့သူများပြောတိုင်းယုံရမှာလားမယုံရဘူးအဲ့ဒီမှာမြတ်စွာဘုရားကသူများပြောတိုင်းမယုံရဘူးဆိုတဲ့ဥစ္စာကိုမာအနုတ္တဝေနတဆင့်ကြားစကားနဲ့လည်းပဲဒါအမှန်တရားဒါဟုတ်ပြီဒါမှန်ပြီဒါကောင်းပြီလို့မယုံလိုက်ပါနဲ့အောင်တဲ့မာအနုတ္တဝေနတဆင့်ကြားစကားနဲ့လည်းပဲမယုံပါနဲ့တဲ့ကောင်းတယ်မှန်တယ်လို့မယုံလိုက်ပါနဲ့အောင်တဲ့ဟုတ်လားနောက်ပြီးတော့မာပရံပရာယ
ရိုးရာအစဉ်အလာရလက်ခံခဲ့တဲ့အရာတွေမှုလို့ဒါအကောင်းနေပဲဒါအမှန်နေပဲလို့လက်မခံလိုက်ပါနဲ့အောင်မယုံလိုက်ပါနဲ့အောင်တဲ့တချို့အစဉ်အလာရရှေးဟောင်းအစဉ်အလာရလက်ခံထားတာတွေရှိတယ်ရှေးဟောင်းအစဉ်အလာတိုင်းကောင်းတယ်လို့ပြောလို့မရဘူးနော်ရှေးထုံးမပယ်နဲ့ဈေးသုံးမကြွယ်နဲ့ဆိုတဲ့စကားပုံရှိတာတော့ရှိတာပေါ့သို့တော်လည်းပဲမကောင်းတဲ့ရှေးဟောင်းထုံးတမ်းစင်လာတွေကမရှိဘူးလားရှိတာပေါ့ဒါကြောင့်မြတ်စွာဘုရားကမဟာပရံပရာယဒါအစဉ်အလာလက်ခံခဲ့တဲ့အရာတွေပဲဆိုပြီးတော့လည်းပဲမယုံလိုက်ပါနဲ့အောင်တဲ့ဟုတ်ရလားနောက်ပြီးတော့မာဣတိကိဒါယဟာဒါကဒီလိုတဲ့လို့တစုံတစ်ယောက်ကဟာဒီလိုတဲ့လို့ပြောလိုက်တာနဲ့လည်းပဲကြားလိုက်တာနဲ့လည်းပဲမယုံလိုက်ပါနဲ့အောင်တဲ့အဲ့ဒါလို့ကြားတိုင်းကောအမှန်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဒါဒီလိုပြောတာတဲ့ဒီလိုတဲ့တခါတလေကောလာဟလတွေရှိနေတာမရှိဘူးလားရှိတာပေါ့ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကမာဣတိကိရာယဒါဒီလိုတဲ့လို့ပြောတာနဲ့လည်းပဲအမှန်လို့လက်မခံလိုက်ပါနဲ့အောင်တဲ့ဟုတ်ရဲ့လားနောက်ပြီးတော့မာပိဋကတံပရာနေနဒါတို့လက်ကျင့်သင်ကြားထားတဲ့တို့ကျမ်းစာတွေထဲကလာတဲ့စကားတွေပဲတို့သင်ထားတဲ့စာပေတွေထဲကလာတဲ့စကားတွေပဲဆိုပြီးတော့လည်းပဲအမှန်လို့မယုံလိုက်ပါနဲ့အောင်တဲ့ဟောပိဋကရဲ့ဒီနေရာမှာပိဋကတံပရာနေနဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောထားတဲ့ပိဋကသုံးပုံကိုဆိုလိုတာမဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့ရိုးရာအစဉ်အလာသင်ကြားတဲ့စာပေပေါ့ဟုတ်လားဒီနေရာမှာဦးဇင်းတို့ဒီကနေ့ခေတ်စာပေတွေကလည်းပို့ပြီးတော့ကျေပြန့်လာတော့ဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမာလာဟောထားတဲ့တရားထဲမှာတောင်ဦးဇင်းတို့နာရတယ်အင်္ဂလိပ်လိုရေးထားတဲ့ကျမ်းစာတွေရှိတယ်တဲ့မြတ်စွာဘုရားရဲ့အယူအဆမဟုတ်ဘဲနဲ့ရေးထားပြီးတော့အဲ့ဒါဗုဒ္ဓဇင်းဆိုပြီးတော့ဗုဒ္ဓဘာသာအမည်ခံပြီးတော့ထုတ်ဝေထားတဲ့အင်္ဂလိပ်လိုရေးထားတဲ့ကျမ်းစာတွေအများကြီးရှိတယ်တဲ့ပိဋကရဲ့စာအုပ်ထဲကတွေ့တာပဲဆိုပြီးတော့ကောအမှန်လို့လက်ခံလို့ရမလားမရဘူးစာအုပ်မှာလည်းပဲအမကန်ချက်ရှိတယ်လို့ပြောလို့မရဘူးဟုတ်လားဟိုရှေးတုန်းကကတလာဓမ္မအကတလာဓမ္မဘုန်းကြီးကအဲ့လိုပြောတော့တိပြင်တစ်ပါးကဟာငါရှင်ကုသလာဓမ္မအကုသလာဓမ္မပဲငါကြားဘူးတယ်နော်မဟုတ်ဘူးတဲ့ငါတို့ပေစာတွေထဲမှာငါတို့ကျောင်းကပေစာထဲမှာကတလာဓမ္မအကတလာဓမ္မပဲပါတယ်အဲ့ဒါနဲ့ကျောင်းကပေစာသွားကြည့်တော့တချောင်းမြင်ကပိုးထိုးနေတယ်တဲ့ဟုတ်လားပိဋကရဲ့စာထဲကပါတာတိုင်းအကုန်ယုံလို့ရမလားမရဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကမာပိဋကတံပရာနေနစာထဲကပါတယ်ဆိုပြီးတော့လဲအမှန်လို့လက်မခံလိုက်ပါနဲ့အောင်တဲ့ဟုတ်ရဲ့လားနောက်ပြီးတော့မာတက္ကဟေတုလောချစ်နီးဆိုတာရှိတယ်ဦးဇင်းတို့အဖန်ဖန်လှန်လှန်ပြန်ပြီးတော့စဉ်းစားတဲ့နီးပေါ့ဟုတ်လားအဲ့ဒါလို့အကျိုးအကြောင်းကိုစဉ်းစားဆင်ခြင်တဲ့နီးနဲ့လည်းပဲအဲ့ဒါလို့နီးနဲ့စဉ်းစားပြီးတော့လည်းပဲဒါအမှန်ပဲလို့လက်မခံလိုက်ပါနဲ့အောင်တဲ့နောက်မာနယဟေတုတဲ့အနုမာနနီးနဲ့မှန်းဆပြီးတော့နော်အမျိုးမျိုးဖုံဖုံစဉ်းစားပြီးတော့နီးတစ်ခုကိုအားကိုးပြုပြီးတော့အဲ့ဒီနီးအရာစဉ်းစားလိုက်လို့အဲ့ဒီနီးအရာအဖြေရှာလိုက်လို့ရတာကိုလည်းပဲအမှန်လို့လက်မခံလိုက်ပါနဲ့အောင်မယုံလိုက်ပါနဲ့အောင်နဲ့ဟုတ်ရဲ့လားမာတက္ကဟေတုမာနယဟေတုမာအာကာရပရိဝိတကေနတဲ့အခြေအနေရရက်ကိုအမျိုးမျိုးဖုံဖုံဆင်ခြင်သုံးသပ်ပြီးတော့ကြည်ပြန့်ပြန့်သုံးသပ်ပြီးတော့ဒါတော့ဟုတ်တော့ပြီဒါတော့ယုတ်တိရှိတယ်ဆိုလည်းပဲလက်မခံလိုက်ပါနဲ့အောင်နဲ့ဟုတ်ရဲ့လားမာဒိဋ္ဌိနိစ္စနခန္တိယဒါကတော့ငါအကြိုက်ကလေးနဲ့ကြိုက်တယ်ငါသဘောနဲ့ဒါကတော့တော်တော်တိုက်ဆိုင်တယ်အမလီကိုသဘောနဲ့တိုက်ဆိုင်ယုံမျှနဲ့လည်းပဲအဲ့ဒါမယုံလိုက်ပါနဲ့အောင်နဲ့အမှန်လို့လက်မခံလိုက်ပါနဲ့အောင်နဲ့ပိဋကရေမယုံဖို့ကြီးပြောနေတာတော့မြတ်စွာဘုရားကဟုတ်လားနော်ဒီနေရာမှာမယုံဖို့တွေကိုအများကြီးပြောတယ်ဟုတ်ရဲ့လားပြီးတော့မြတ်စွာဘုရားကမာဘဘရူပတာယဟောတာဟာကတော့တကယ့်ကိုမှတ်သားထိုက်တဲ့အရာဒါလေးကတော့သဘာဝကျလိုက်တာမှတ်သားထိုက်တယ်ဆိုယုံမျှနဲ့လည်းပဲလက်မခံလိုက်ပါနဲ့အောင်နဲ့အမှန်လို့မယုံလိုက်ပါနဲ့အောင်နဲ့ဟုတ်လားနောက်ပြီးတော့မာသမနောနောဂရုဟောတာကတော့ငါတို့ကိုးကွယ်တဲ့ယဟန်ငါတို့အားထားတဲ့ဆရာကပြောတဲ့စကားဆိုယုံမျှနဲ့လည်းပဲမယုံလိုက်ပါနဲ့အောင်နဲ့ပြောတာမှအများကြီးနော်ဒါဥစဉ်တို့ဒေသနာတော်တွေထဲမှာမာ10ချက်ဆိုပြီးတော့ထင်ရှားတယ်ဟုတ်ရဲ့လားမာသမနောနောဂရုတဲ့ငါတို့ရဲ့ဆရာငါတို့ကိုးကွယ်တဲ့ယဟန်ဒါကပြောထားတာဒီလိုပုဂ္ဂိုလ်ကပြောထားတာဆိုပြီးတော့လည်းပဲ
ဒါကိုစိတ်ချလက်ချကြီးမယုံလိုက်ပါနဲ့အောင်တဲ့မယုံစရာတွေကိုအရင်ပြောတယ်နော်အေးသူများပြောလို့မယုံနဲ့ကိုအတွေးနဲ့ကိုဟုတ်လာပြီဆိုလို့လည်းမယုံနဲ့ရှေးဟောင်းနောက်ရှေးတုန်းကအစဉ်အလာမှုလို့လည်းမယုံနဲ့ဒါဦးဇင်းတို့ခွေတွေလည်းရိုက်ထားတာရှိတော့ဒီ10ချက်ကိုပြန်မပြောတော့ဘူးဟုတ်ရလားအေးအဲ့ဒါလိုမြတ်စွာဘုရားကဒီလိုသူများပြောယုံမျှနဲ့ကိုယ်တိုင်သဘာဝကြလာပြီလို့ထင်ယုံမျှနဲ့တွေးယုံမျှနဲ့ကိုယ်အကြိုက်နဲ့ကိုက်ညီယုံမျှနဲ့ဒါအမှန်တရားလို့ပြောလို့မရပါဘူးတဲ့အမှန်တရားတွေကိုဒီနည်းနဲ့ရှာလို့မရပါဘူးတဲ့ဟုတ်ရဲ့လားအဲ့ဒီနေရာမှာကိုယ့်ရဲ့သိနိုင်တဲ့မြင်နိုင်တဲ့ဉာဏ်ကိုဉာဏ်ကိုပဲအားကိုးဖို့မြတ်စွာဘုရားကရည်ရွယ်ပြီးတော့ပြောတာပါဟုတ်လားကိုယ့်ရဲ့ဉာဏ်နဲ့စဉ်းစားပါတဲ့။ကဲငါမေးမယ်တဲ့မြတ်စွာဘုရားကကာလမမင်းတို့လောဘဆိုတဲ့သဘောတရားဟာအကုသိုလ်လို့ပြောမလားကုသိုလ်လို့ပြောမလားဒီနေရာမှာအကုသိုလ်ကုသိုလ်ဆိုတာတဲ့ကောင်းတဲ့တရားလားမကောင်းတဲ့တရားလားအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားလို့စဉ်းစားပါတဲ့လူကျင်တယ်ရကျင်တယ်ဆိုတဲ့စိတ်ဟာအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားကောင်းတဲ့တရားလားမကောင်းတဲ့တရားလားမကောင်းဘူးပေါ့ဒါသိနိုင်တာပဲနော်ဒီလောဘဆိုတာဖြစ်လာတော့တတ်ချင်းဆိုတာဖြစ်လာတယ်ခိုးခြင်းဆိုတာဖြစ်လာတယ်ကာမဂုဏ်မှားယွင်းခြင်းဆိုတာဖြစ်လာတယ်ဟုတ်လားလိန်ညာပြောဆိုခြင်းဆိုတာဖြစ်လာတယ်သူများကိုလည်းပဲတတ်ဖို့ခိုးဖို့ကာမကိစ္စဖောက်ပြန်ဖို့လိန်ညာဖို့တိုက်တွန်းတာတွေစေခိုင်းတာတွေဖြစ်လာနိုင်တယ်အဲ့ဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ရှီမြင့်စွာသောကာလပတ်လုံးအဲ့ဒီပုဂ္ဂိုလ်နဲ့တကွအဲ့ဒီပုဂ္ဂိုလ်နိစ္စရာလောကကြီးဟာဆင်းရဲဒုက္ခတွေနဲ့အများကြီးဒုက္ခရောက်ကြမှာပဲတဲ့ဒါကြောင့်သင်္ချစ်သားတို့စဉ်းစားပါလောဘဆိုတာကောင်းတဲ့တရားလားမကောင်းတဲ့တရားလားအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားကိုယ်တိုင်ဉာဏ်နဲ့သိနိုင်ပါတယ်တဲ့ဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့လည်းပဲတရားနာရင်းနဲ့စဉ်းစားပါဒီလူချင်းနဲ့မမောတယ်တွေ့တာတယ်ဆွဲလန်းတယ်ဆိုတဲ့တဏှာလောဘຢာကလောဘဒီလောဘဆိုတဲ့သဘောတရားတွေဟာကောင်းတဲ့တရားလားဆိုတဲ့တရားလားဆိုတာကွယ်ကွယ်ပြားပြားသိဖို့လိုမယ်တကယ်တမ်းကတော့မကောင်းတဲ့တရားပဲအပြစ်ရှိတဲ့တရားပဲအရှင်ဘုရားကိုမိသားစုလေးကိုတွေ့တာကိုပစ္စည်းဥစ္စာကိုဆွဲလန်းတာကိုအတိုင်းဝိုင်းလေးကိုသားသမီးလေးကိုချစ်တာဆွဲလန်းတာအပြစ်ရှိသလားဖေရလို့မေးကြည့်ပါအပြစ်ရှိတာပေါ့ဒီနေရာမှာအပြစ်ဆိုတာဘာကိုပြောတာတော့အပြစ်ဆိုတာအကျိုးမဲ့စေတာမကောင်းတာတွေဆင်းရဲတာတွေကိုဖြစ်စေတာကိုဒါအပြစ်လို့ပြောလို့မရဘူးလားအဲ့ဒါအပြစ်ပေါ့ဟုတ်တယ်မို့လားကိုဆင်းရဲသွားသေးတယ်အကျိုးမဲ့သွားသေးတယ်ဒုက္ခရောက်သွားသေးတယ်ဆိုရင်အဲ့ဒါအပြစ်ပဲမို့လားဟုတ်တယ်နော်အဲ့တော့ဆွဲလန်းမှုမမောမှုတွေ့တာမှုဒီလောဘတွေဟာဘလို့လို့ကောင်းကျိုးပေးမလဲပိယတော်ဇာယတိတောကောတဲ့ချစ်ခင်ခြင်းဆွဲလန်းခြင်းမျက်နှိုးခြင်းဆိုတဲ့လောဘသည်စိုးရိမ်ခြင်းကိုဖြစ်စေတယ်တဲ့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာစိုးရိမ်ရတာတွေပူပန်ရတာတွေကြောက်ကြရတာတွေဟာအဲ့ဒီချစ်ရတဲ့မျက်နှိုးရတဲ့ဆွဲလန်းရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခဖြစ်ကြတာမဟုတ်လားအဲ့ဒါဒီလောဘကြောင့်ဖြစ်တဲ့ဆင်းရဲပဲမဟုတ်လားအေးအဲ့ဒါလိုတောကတွေကိုပူလောင်မှုတွေကိုဖြစ်စေတဲ့ဒီလောဘကိုအကောင်းလို့ပြောမလားအဆိုးလို့ပြောမလားအဆိုးလို့ပြောရမှာပေါ့အပြစ်ရှိတဲ့တရားလို့ပြောရမှာပေါ့နော်တခါကြီးဒီမကြီးများအဲ့ဒီလောဘတက္ကာယအာကြီးလေလေဒီပုဂ္ဂိုလ်ဒုက္ခရောက်လေလေပဲဟုတ်လားကိုသားသမီးပေါ်တိတ်ဆွဲလန်းတယ်ဆိုရင်ဩညအချိန်တော်လို့မှရောက်မလာဘူးဆိုရင်ဘာဖြစ်ပြီတော့စိုးရိမ်ပြီပူရပြီအဲ့ဒါပိဿပေါင်းတော်ကောင်းတို့စဉ်းစားကြည့်ပါပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့မျက်နှိုးရတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ပူရတယ်ဆိုတဲ့နေရာမှာတောင်မှတယောက်နဲ့တယောက်ပူကြပုံချင်းမတူဘူးဆွဲလန်းမှုနည်းတဲ့ပုဂ္ဂိုလ်တွေကအပူတက်တာတော့တေးကြတယ်ဆွဲလန်းမှုကြီးတဲ့ပုဂ္ဂိုလ်လောဘကြီးတဲ့ပုဂ္ဂိုလ်ဟာအပူကြီးတာပဲဆင်းရဲကြီးတာပဲအဲ့တော့လူတွေကထင်မှာပေါ့ဩငါမျက်နှိုးရတဲ့ပုဂ္ဂိုလ်တွေကမလိမ္မာလို့ငါဒုက္ခရောက်တာလို့ထင်ကောင်းထင်လိမ့်မယ်ဟုတ်ရဲ့လားတကယ်ကတော့သူ့ပေါ်မှာကိုဆွဲလန်းမှုကြီးလို့ကို့မှာဒုက္ခရောက်ရတာတကယ်လို့သူ့ကိုကဆွဲလန်းမှုမမောမှုမရှိဘူးဆိုရင်သူ့ဟာသူဘလို့ပဲမလိမ္မာလို့နေမိုက်လို့နေကို့မှာဘာမှပူစရာအကြောင်းမရှိဘူးဟုတ်ရဲ့လားပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လေဒီတိုင်းပဲမဟုတ်လားနော်ကိုအိမ်ကပစ္စည်းလေးအတူတစ်ချောင်းလောက်ပျောက်သွားရင်ဒါထိုက်တဲ့လောက်တော့ရှာရဖွေရအုံနောက်600သေးတာပဲအဒီပြင်နေရာမှာသင်္ဘောကြီးမှောက်တယ်လေရင်ကြီးပြက်ကြတယ်ဘာဖြစ်တုံးဘာမှမဖြစ်ဘူးအဲ့ဒါတွေကိုမှမဆွဲလန်းပဲနဲ့ကိုမှမမောပဲနဲ့ကိုဥစ္စာမှမဟုတ်ဖဲနဲ့ဟုတ်ရမို့လားဒါကြောင့်ပူလောင်တယ်စိုးရိမ်တယ်ဆင်းရဲတယ်ဆိုတာလောဘကြောင့်ဖြစ်တယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်မရှိတောင့်တရှိကြောင်ကြအင်မတန်ထင်ရှားတယ်နော်တခါကြီးမကြီးများဒါကဥစဉ်တို့အခြေခံကြတဲ့ဆင်းရဲကိုပြောတာဒီလောဘကိုကမထိန်ချုံနိုင်ဘူးဆိုရင်
ကိုပစ္စည်းကိုလိုချင်တဲ့လောဘကိုအတိုင်းဝိုင်းကိုတွေ့တာတဲ့လောဘကနေကြီးကျယ်လာနိုင်တယ်သူများပစ္စည်းတွေကိုပါလိုချင်တဲ့လောဘဟောအဲ့ဒီလိုဖြစ်လာပြီဆိုရင်တတ်မှရမယ်ဆိုရင်တတ်မှာပဲခိုးမှရမယ်ဆိုရင်ခိုးမှာပဲတိုက်မှရမယ်ဆိုရင်တိုက်မှာပဲအဲ့ဒါလို့ခိုးခြင်းဆိုတဲ့အလုပ်တိုက်ခြင်းဆိုတဲ့အလုပ်တကယ်ယုံမာတဲ့ကောက်ကျစ်တဲ့ရက်ဆက်တဲ့အလုပ်တွေဆိုတာဒီလိုခြင်းမှုဆိုတဲ့လောဘကိုအကြောင်းပြုပြီးတော့ဖြစ်ကြတာမဟုတ်လားဟုတ်တယ်နော်တကယ်ဒီမိုင်းများဒါကြောင့်လူတစ်ယောက်တခိုးလို့နာမည်အတက်ခံရတယ်အင်မတန်ကြမ်းထမ်းပါတယ်အင်မတန်ဆိုးဝါးပါတယ်အဲ့ဒီတခိုးဆိုတဲ့နာမည်ကြီးသူ့ဘာကြောင့်ရတယ်တော့သူ့လောဘကြောင့်ရတာပေါ့ဟုတ်ရဲ့မဟုတ်လားဓမြဆိုတဲ့နာမည်ကြီးဘာကြောင့်ရတော့လောဘကြောင့်ရတာပေါ့ရက်ဆက်တဲ့ကောက်ကျစ်တဲ့လိန်ညာတဲ့လှည့်ပြားတဲ့မဟုတ်တာလုပ်တယ်ဟောဘယ်ကိုအခြေခံလဲလောဘကိုအခြေခံတယ်နော်ဒါကြောင့်ဦးဇင်းတို့ဘုရားလောင်းကန္နယတိဘဝဖြစ်စဉ်တုန်းကတရားမင်းကြီးကလူမဲတဲ့လူမဲတာတွေစမ်းပြီးတော့ငါမချစ်နှစ်သက်ပါဘူးလို့လာပြောတော့ဟေးအသားမဲလို့လူမဲလို့ဆိုတာမဟုတ်ဘူးလောကမှာအကျင့်ပုတ်မှလူမဲအကျင့်ဖြူစင်လို့ရှင်ဒါလူဖြူပဲဆိုပြီးတော့ဘုရားလောင်းကပြန်ပြောတော့သဘောကျပြီးတော့တရားမင်းကြီးကကောင်းလွန်းလို့တဲ့ဒီစကားလေးကကောင်းလွန်းလို့အရှင်ယတိရဲ့ဆန္ဒထဲမှာဖြစ်ချင်တာကိုပြောပါဖြစ်အောင်လုပ်ပေးပါမယ်ကြိုက်တဲ့ဆုကိုတောင်းပါဖန်တီးပေးပါမယ်ဆိုပြီးတော့တရားမင်းကြီးကဆုတွေပေးတော့ဘုရားလောင်းကဆု6မျိုးတောင်းတယ်လေအဲ့ဒီတောင်းတဲ့ဆုတွေထဲမှာလောဘကင်းပါရစေဆိုတဲ့ဆုပါတယ်ဟုတ်လားအဲ့ဒီမှာတရားမင်းကလောဘရဲ့အပြစ်ကိုဘာတွေမြင်လို့လောဘကိုမရချင်ရတာတော့လောဘမှာဘာအပြစ်ရှိလို့တော့လို့ပြောတော့ဦးဇင်းတို့ဘုရားလောင်းကြီးကလောဘရဲ့အပြစ်ကိုအကျဉ်းဆုံးအဆင့်ကိုထုတ်ပြရတယ်အာလောဘတာဟတာကာရာနိဂတိဝဉ္စနာနိစာဒိဋ္ဌံဒီလောဘဓမေတုတတ္တမလောဘနာရောစယေတရားမင်းတဲ့ရင်ပေါ်မှာဒုတ်တို့ဓာတ်တို့လက်နှစ်တို့ကိုတင်ပြီးတော့လူရကြကြခိုးကြတာဆိုးကြတာတတ်ကြတာဖြတ်ကြတာအဲ့ဒါလောက်ယုံရင်ရက်ဆက်တဲ့အမှုတွေဟာလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တမှာပဲဖြစ်နိုင်တာတဲ့ဒါကြောင့်ငါလောဘကိုမကြိုက်ဘူးတဲ့လောဘကိုမနှစ်သက်ဘူးလို့ဒီလိုပြောဖို့တဲ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လူကျင်တယ်ရကျင်တယ်မမောတယ်ဆွဲလန်းတယ်ဘာအပြစ်ရှိတယ်လဲလို့မမေးပါနဲ့အပြစ်မှအကြီးကြီးရှိတယ်အခြေခံအဖြစ်ဆွဲလန်းမှုမမောမှုကြီးရင်ကြီးသလောက်စိုးရင်ရမယ်ဆိုတာကတော့သိကြတယ်အထူးသဖြင့်ပိဿပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိတဲ့လူတွေပါစဉ်းစားကြည့်ပါလောဘကဖြစ်နေတဲ့အခိုက်အတန့်မှာတော့မဆင်းရဲသလိုရှိတယ်တခါတလေကိုကြိုက်တဲ့အရာလေးကိုကြိုက်နေရတာကအရသာရှိပြီးတော့ချမ်းသာသလိုတောင်ရှိတယ်ဒါပေမဲ့အဲ့ဒီကိစ္စကရေရှည်မှာအဆုံးမှာအကြီးကြီးသောဒုက္ခကိုဖြစ်စေလိမ့်မယ်ဘယ်အချိန်မှာဒုက္ခအကြီးအကျယ်ဆုံးပေးမလဲဆိုတော့ဒီကနေ့အချိန်ခွဲရတော့ခွာရတော့မဲ့အချိန်မှာဆွဲလန်းမှုကြီးရင်ကြီးသလောက်အဲ့ဒီပုဂ္ဂိုလ်ဒုက္ခရောက်မှာပဲဒါကြောင့်မြတ်စွာဘုရားကဒီဆွဲလန်းမှုမမောမှုလောဘဆိုတဲ့သဘောတရားဟာခွဲခွာရတော့မဲ့အချိန်မျိုးမှာတကယ်မခွဲခွာရသေးခင်တောင်မှခွဲခွာရတော့မယ်လို့တတိပေးလာပြီဆိုတဲ့အချိန်မျိုးမှာဒါအကြီးကျယ်ဒုက္ခရောက်မှာပဲစိတ်ကူးကလေးနဲ့ငါပိုက်ထဲမှာငါခန္ဓာမှာကင်ဆာဆိုတဲ့ယောဂမြန်ရှိနေပြီလားလို့တန်တရားဖြစ်ရတဲ့အနေအထားမျိုးရှိမယ်ဆိုရင်တောင်ပိဿပေါင်းသူတော်တို့ဘယ်လိုနေမလဲစဉ်းစားကြည့်နော်ဒီနေရာမှာကင်ဆာဖြစ်ရင်သေချာပေါက်သေရလိမ့်မယ်သေချာပေါက်ပျက်စီးလိမ့်မယ်ဆိုတာကိုသိလို့ပျက်စီးမှကြီးကိုကြောက်တာဟုတ်ရဲ့လားဟာကင်ဆာကကုလို့ရတယ်ကင်ဆာကုတဲ့ဆေးပေါ်နေပြီလေဆိုတာကိုသိရင်ဒီလောက်ကြောက်မလားအဲ့တော့ကင်ဆာကိုကြောက်တာလားပျက်စီးမှကိုကြောက်တာလားဟောအဲ့တော့ပျက်စီးမှကဘာလို့ကြောက်တာတုံးဆိုတော့မမောမိတာကိုဒါလေးကိုမပျက်စီးခြင်းနဲ့စွဲလန်းထားတာသိမ့်ပိုက်ထားတာဟုတ်ရဲ့လားဒါကြောင့်ဒီလောဘဆိုတဲ့သဘောတရားသည်ဖြစ်နေတဲ့အခိုက်အတန့်မှာတိတ်မပူလောင်ဘူးထင်ရပေမလို့ရေရှည်မှာသူကပိုကြောက်စရာကောင်းတယ်ဒါပေမဲ့တိတ်ကြီးကျယ်လာရင်တော့ဆိုးဝါးမှုယုံမှမှုရက်စက်မှုတွေကန်းကုန်အောင်ဖြစ်ပြီးတော့ကြောက်စရာအင်မတန်ကောင်းပါတယ်တိုင်းပြည်တိုင်းပြည်နဲ့တိုင်းပြည်အနိုင်ကျင့်နေကြတာအုပ်စုတစ်စုနဲ့တစ်စုအနိုင်ကျင့်နေကြတာလူတစ်ယောက်နဲ့တစ်ယောက်အနိုင်ကျင့်နေကြတာများသောအားဖြင့်လိုချင်မှုရချင်မှုတစ်ခုခုကိုအကြောင်းခံပြီးတော့အနိုင်ကျင့်ကြတာပါရက်စက်ကြတာပါဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကာလမမင်းတို့တဲ့လောဘဆိုတဲ့သဘောတရားဟာမကောင်းမှုအပြစ်ရှိတယ်ဆိုတာသိနိုင်တယ်တဲ့ပညာရှိတွေကလည်းမချီးမွမ်းဘူးတဲ့ဟာလောဘကြီးတာကောင်းတယ်လို့ဘယ်ပညာရှိသူတော်ကောင်းကမှမပြောဘူးလောဘကြီးရင်ဆင်းရဲမှာပဲလို့ပဲပြောလိုက်မယ်ဟုတ်ရဲ့လားနောက်ပြီးတော့ဒီလောဘကြောင့်တတ်ခြင်းကိုခြင်းကာမကိစ္စဖောက်ပြန်ခြင်းလိန်ညာပြောဆိုခြင်းဆိုတဲ့ဒ
ဒီအပြစ်ရှိတဲ့အမှုတွေကိုသာလည်းလွန်ကျူးစေလိမ့်မယ်ဒါကြောင့်လောဘဟာမကောင်းဘူးတဲ့ဒါအမေးဖြေလေးနဲ့ပြောတာနော်မြတ်စွာဘုရားကနောက်ပြီးတော့စဉ်းစားပါအောင်တဲ့ဉာဏ်ကလေးနဲ့သိပါအောင်တဲ့ဒေါသဆိုတဲ့သဘောတရားဟာအပြစ်ရှိသလားအပြစ်မရှိဘူးလားကောင်းတဲ့တရားလားမကောင်းတဲ့တရားလားပိဿတို့မသိနိုင်ဘူးလားသိနိုင်တယ်ဒီဒေါသဆိုတာရှိလို့တတ်တယ်ခိုးတယ်ကာမကိစ္စဖောက်ပြန်တယ်လိန်ညာပြောဆိုတယ်ဒီဒေါသရဲ့အပြစ်ကလည်းပဲတရားဓမ္မတို့ဥစဉ်တို့မစင်သားမိလို့သာစဉ်းစားမိတယ်ဆိုလို့ရှိရင်မဆုံးနိုင်အောင်ပေါ်လာလိုက်မဲ့ခေါင်းထဲမှာဒေါသဖြစ်လာရင်ပထမဘာဖြစ်သွားတော့ရုပ်ပြက်သွားတယ်ဟုတ်လားရုပ်ကြမ်းကြီးဖြစ်သွားတယ်ပင်ကိုယ်ကကြည့်ကောင်းတဲ့ပုဂ္ဂိုလ်တောင်မှအဲ့ဒီဒေါသဖြစ်နေတဲ့တည်ငါအခိုက်အတန့်မှာတော့ကြည့်လို့ကောင်းသေးသလားမကောင်းတော့ဘူးနော်တခါကြီးဒီမိုင်းမြဒါကြောင့်ဒေါသရဲ့အပြစ်ဦးဇင်းတို့မြတ်စွာဘုရားအလွန်ဟောပါတယ်ဒေါသရဲ့အပြစ်ကိုနော်အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကျိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်ခုနှစ်ရန်သူကြိုက်ဆိုပြီးတော့ဒေါသဖြစ်လာလို့ရှိရင်လှနေတဲ့ရုပ်ကြည့်ကောင်းတဲ့ရုပ်ပျက်စီးသွားလိမ့်မယ်ဆင်းရဲဒုက္ခတွေ့ရလိမ့်မယ်စိတ်ထဲမှာတော့ရှောက်ပူလောင်လာလိမ့်မယ်အဲ့ဒီဒေါသနဲ့ပြောမိမှပြုမိမှတွေဖြစ်ရင်တော့နောင်တတွေနဲ့အကြီးအကျယ်ပူရလိမ့်မယ်ဒါကြောင့်နတ္ထိဒေါသသမောကလိလို့တောင်မြတ်စွာဘုရားဟောထားတာပဲလေဒေါသလောက်ကြီးတဲ့အပြစ်ဆိုတာမရှိဘူးပေါ့ဟုတ်ရဲ့လားအယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကျိုးနေ၍အကျိုးအင်မတန်မဲ့စေလိမ့်မယ်ဘာအကျိုးစီးပွားကိုမှမဖြစ်စေဘူးဖြစ်လာမဲ့အကျိုးစီးပွားကိုဖျက်ဆီးလိမ့်မယ်ဒီဒေါသခက်ခက်ထန်ထန်ပြောခက်ခက်ထန်ထန်တွေးခက်ခက်ထန်ထန်လှုပ်လို့ကတော့အဲ့ဒီဒေါသဟာဘယ်လိုအကျိုးစီးပွားကိုမှဖြစ်စေမှာမဟုတ်ဟုတ်လားအယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကျိုးနေ၍ပြက်ကွဲစည်းစိမ်ဒေါသအလိုလိုက်ပြီးတော့ပြုမိမှပြောမိမှစကားတခွန်မှားတော်တာနဲ့အလုတ်တစ်ချက်မှားတော်တာနဲ့ရှိတဲ့ဥစ္စာပျက်စီးသွားတဲ့လူတွေမရှိဘူးလားရှိတာပေါ့ဟိုမှာဦးဇင်းတို့ဒေါသကိုတစ်ချက်မထိန်လိုက်တာနဲ့ရာဇဝတ်မှုတွေအကြီးကျယ်ကျူးလွန်မိပြီးတော့ဘဝတစ်ခုလုံးပျက်စီးသွားတာတွေကမရှိဘူးလားရှိတာပေါ့စီစိမ်တွေလည်းပျက်စီးတာပေါ့ချစ်ရခွင့်ရတဲ့ပုဂ္ဂိုလ်တွေနဲ့အကုန်ခွဲရတာပေါ့နော်အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကျိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်နော်အချွေရန်နဲ့မှိန်သွားမယ်မိတ်ဆက်ပြက်လက်မိတ်ဆွေတွေအကုန်လုံးကိုယ်ခွာသွားလိမ့်မယ်မိတ်ကောင်းဆွေကောင်းမရှိနိုင်ဘူးဒေါသကြီးတဲ့ပုဂ္ဂိုလ်နော်ကြံထခက်ထန်တဲ့ပုဂ္ဂိုလ်ကိုဘယ်သူမှချစ်မှာမဟုတ်ဘယ်သူမှမျက်နှိုးမှာမဟုတ်နော်ဦးဇင်းတို့လာကြီးကိုကြတော့လူတွေကမตาလဲတตาလဲတမျက်နှိုးကြတယ်တဲ့နေကိုကြတော့လူတွေဟာသိပ်ပြီးတော့မကြည့်ချင်ပူလွန်းလို့ဟုတ်ရလားအဲ့လိုပဲမေတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာလာနဲ့တူတယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာနေနဲ့တူတယ်လို့ဟိုနေတိစကားတွေတော့ရှိတာပေါ့အဲ့တော့ဦးဇင်းတို့ပြောချင်တာကဒေါသရဲ့အပြစ်တွေဟာတွေးလိုက်တိုင်းများတယ်မိကောင်းဆွေကောင်းလည်းပျက်စီးသွားလိမ့်မယ်နောက်ဆုံးအဲ့ဒီဒေါသနဲ့ပြုမိမှပြုမိမှအကုသိုလ်ဒုစရိုက်တွေကိုလွန်ကျူးပြီးတော့အကုသိုလ်တို့ရဲ့အကျိုးပေးရာအပေလေးပါးကိုရောက်မသွားနိုင်ဘူးလားရောက်သွားနိုင်တယ်ဒါကတော့ဦးဇင်းတို့မြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေနဲ့အညီစဉ်းစားကြည့်တာပေါ့သို့တော့အပေါ်ယံကြည့်မယ်ဆိုရင်ကိုပဲဒေါသဟာမကောင်းတဲ့တရားဆိုတာထင်ရှားတယ်ဒေါသဟာအပြစ်ရှိတဲ့တရားဆိုတာထင်ရှားတယ်ဘယ်ပညာရှိကမှဒေါသကြီးကြရံဖြစ်ကြစိတ်တူကြလို့မခိုင်ဘူးဘယ်ပညာရှိကမှဒေါသကြီးတာကောင်းတယ်လို့မချီးမွမ်းဘူးဟုတ်လားဒေါသရှိမထားနဲ့ဒေါသရှိထားမှားလိမ့်မယ်ဒီလိုပဲပညာရှိတွေကဆုံးမမှာပဲဒေါသမရှိခြင်းကိုပဲပညာရှိတွေကချီးမွမ်းမှာပဲဒေါသရှိခြင်းကြောင့်တတ္တေတွေခိုးတာတွေကာမကိစ္စဖောက်ပြန်တာတွေလိန်ညာပြောတာတွေဖြစ်လာနိုင်တာပဲသူများကိုလည်းတိုက်တွန်းနိုင်တာပဲဒီတော့ဒီဒေါသဟာကောင်းသလားမကောင်းဘူးလားအပြစ်ရှိသလားအပြစ်မရှိဘူးလားအကျိုးမဲ့စေသလားအကျိုးရှိသေးသလားဆိုတာကိုယ်တိုင်ကိုဉာဏ်နဲ့ကိုမသိနိုင်ဘူးလားသိနိုင်တယ်လောဘရဲ့ဒေါသရဲ့နှလုံးရှိပြီနော်နောက်တစ်ချက်မောဟအမှန်တရားကိုမသိတာလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ရကောင်းမှမသိတာမလှုပ်တင်မလှုပ်ထိုက်တာကိုမလှုပ်ရကောင်းမှမသိတာအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့မောဟကပိုးတောင်ကြောက်เสียကောင်းသေးတယ်လှုပ်တင်လှုပ်ထိုက်တာကိုမလှုပ်ဘူးမလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်မယ်တဲ့ပြောရရင်တော့ဦးဇင်းတို့ဒေါသတို့လောဘတို့ဆိုတာဒီမောဟကိုအခြေခံပြီးတော့မှဖြစ်တာအကျိုးအကြောင်းကိုမသိအဆိုးအကောင်းကိုမသိဘာလုပ်လို့ဘာဖြစ်မယ်မှမသိဘာပြောလို့ဘာဖြစ်မယ်မှမသိမသိတာလောက်ကြောက်เสียကောင်းတာလောကမှာမရှိဘူးဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာဒီရတ္ထုဝတ္တရေအညာဏံမသိမှုသည်ဆက်ဆုပ်ဖွယ်ရာယွန်ရှာဖွယ်ကြီးပါတကားလို့ပညာရှိတွေညီးတွားကြတာပေါ့ဟုတ်ရဲ့လား
အဲ့တော့ဦးဇင်းတို့ဒီမသိမှုရဲ့အပြစ်ကအကြီးဆုံးလို့ပဲပြောရလိမ့်မယ်ဟိုအိမ်တစ်ခုရဲ့အချက်အချာအကြဆုံးကခေါင်ပဲခေါင်ပျက်စီးသွားပြီဆိုရင်ဒီအိမ်တစ်ခုလုံးဟာမိုးမလုံးလိမ်မလုံးဖြစ်ပြီးတော့ဘာဖြစ်သွားမှာတော့ပျက်စီးသွားမှာပဲအဲ့ဒါလိုပဲမကောင်းမှုအားလုံးတို့ရဲ့ခေါင်သည်မသိမှုပဲအဝိဇ္ဇာပဲတကယ်လို့အဝိဇ္ဇာသာမရှိဘူးမောဟသာမရှိဘူးဆိုရင်ဘာအကုသိုလ်မှဖြစ်မှာမဟုတ်မသိမှုကိုအခြေခံပြီးတော့လွယ်မှားမှုတွေဆိုးဝါးမှုတွေမကောင်းမှုတွေဆိုတာဖြစ်ကြတာမဟုတ်လားဒါကြောင့်မောဟသည်အပြစ်ရှိသလားအပြစ်မရှိဘူးလားဆိုတာမသိနိုင်ဘူးလားကောင်းတဲ့တရားလားဆိုးတဲ့တရားလားဆိုတာလည်းမသိနိုင်ဘူးလားသိနိုင်တယ်ဘာလုပ်တဲ့နဲ့ဘာမလုပ်တဲ့ဘူးဘာပြောတဲ့နဲ့ဘာမပြောတဲ့ဘူးဘယ်ဟာကကောင်းတယ်ဘယ်ဟာကဆိုးတယ်လို့ခွဲခြားမသိတော့လုံမိလို့ရလုံပြောမိပြောရပြောဟုတ်လားအဲ့ဒီမှာတတ်မိတတ်ရတတ်ခိုးတာတွေတိုက်တာတွေမဟုတ်တာတွေအကုန်လုံးဖြစ်ပြီးတော့မောဟရဲ့အပြစ်ကိုဟောတရားဓမ္မတို့ဦးဇင်းတို့ကိုယ်ပိုင်ဉာဏ်နဲ့မသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကဒီလောဘဒေါသမောဟတရားတို့သည်အကျိုးမဲ့စေတဲ့တရားတွေအပြစ်ရှိတဲ့တရားတွေမကောင်းတဲ့တရားတွေပညာရှိတွေမချီးမွမ်းတဲ့တရားတွေလောကကြီးကလက်မခံတဲ့ပြစ်မှုတွေကိုကျူးလွန်စေတတ်တဲ့တရားတွေဒါကြောင့်ဒါတွေဟာမကောင်းဘူးဆိုတာကိုကာလမမင်းတို့တဲ့သင်တို့ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တယ်မဟုတ်လားတဲ့သိနိုင်ပါတယ်ဖေဟာတဲ့ကဲတခါကြီးဒီမကြီးများကိုမသိနိုင်ဘူးလားဖေဟာဟောလို့လောဘဒေါသမောဟကအပြစ်ရှိတာလားသူ့ရဲ့ပင်ကိုယ်တဘာဝကိုကအပြစ်ရှိလို့အပြစ်ရှိတာလားအေးဖေဟာကအပြစ်ရှိသေးလို့တတ်မှတ်လိုက်လို့အပြစ်ရှိသွားတာမဟုတ်ဖေဟာကတွေ့ရှိသူနော်အပြစ်ရှိတဲ့တရားမို့လို့အပြစ်ရှိတယ်ဒါတွေဟာအပြစ်ကြီးတယ်လို့တွေ့ရှိသူဟုတ်ရဲ့လားဖေဟာကဖန်တီးတာမဟုတ်ဘူးတွေ့ရှိတာတဘာဝတရားကြီးကိုတွေ့ရှိတာမကောင်းတဲ့တရားကိုမကောင်းဘူးလို့ဘုရားကသိတာကောင်းတဲ့တရားကိုကောင်းတယ်လို့ဘုရားကသိတာဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားကကာလမတို့တဲ့ဒီလောဘဒေါသမောဟတို့သည်မကောင်းတဲ့တရားအပြစ်ရှိတဲ့တရားလို့သင်္ချစ်သားတို့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တယ်အဲ့ဒါလို့သိတယ်ဆိုရင်သိပြီးတဲ့နောက်အဲ့ဒါကိုဖယ်ရှားဖို့ကြိုးစားရုံပဲရှိတာပဲတဲ့မကောင်းတာကြီးဆိုရင်ဘာလို့ဖို့လို့လဲဖယ်ရှားဖို့ကြိုးစားရမယ်ပယ်ဖို့ပဲကြိုးစားရမယ်မဖြစ်အောင်ပဲကြိုးစားရမယ်ဒါမလွဲနိုင်တဲ့လမ်းပဲဘာမှအယူဝါဒရေးရာတွေနဲ့ခေါင်းရှုပ်เสียရမလို့ဘူးဘာမှတန်တရားဖြစ်เสียအကြောင်းမရှိဘူးမကောင်းမှုဆိုတာတည်တည်ချာချာသိတယ်ဆိုလို့ရှိရင်ဒါပယ်နိုင်အောင်ကြိုးစားဖို့ဒါနဲအောင်ကြိုးစားဖို့ဒါပဲရှိတယ်ပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်ကာလမမင်းတို့တဲ့အလောဘဆိုတဲ့မလိုချင်တဲ့တရားပေးနိုင်တဲ့ဝေနိုင်တဲ့မျှနိုင်တဲ့ဆိုတဲ့ဟုတ်လားအလောဘဆိုတဲ့လောဘရဲ့ဆန့်ကျင်ဘက်ပေါ့နော်အဲ့ဒီအလောဘဆိုတဲ့တရားဟာအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားဆိုတာသင်္ချစ်သားတို့သိနိုင်တယ်ကောင်းတဲ့တရားလားမကောင်းတဲ့တရားလားဆိုတာလည်းသိနိုင်တယ်ဟုတ်လားအဲ့ဒီအလောဘကိုအကြောင်းပြုပြီးတော့တတ်တယ်ဆိုတာမရှိဘူးခိုးတယ်ဆိုတာမရှိဘူးကာမကိစ္စဖောက်ပြန်တယ်ဆိုတာမရှိဘူးလိန်ညာပြောတယ်ဆိုတာမရှိဘူးပိဋကရဲ့မလိုခြင်းချင်းကိုအကြောင်းပြုပြီးတော့ဘာအကုသိုလ်မှမဖြစ်ဘူးဘာမကောင်းတာမှမဖြစ်ဘူးဒါကြောင့်ဒီမလိုခြင်းချင်းဆိုတဲ့အလောဘတရားဟာပညာရှိတွေချီးမွမ်းတဲ့တရားတကယ်ကောင်းတယ်လို့သိနိုင်တဲ့တရားပိဋကတို့ကမသိနိုင်ဘူးလားသိနိုင်တယ်မလိုခြင်းချင်းကိုအကြောင်းပြုပြီးတော့သူ့အတွက်အကျိုးရှိဖို့ကိုယ့်အတွက်အကျိုးရှိဖို့မြင့်မြတ်တာတွေကောင်းမြတ်တာတွေအများကြီးလုံနိုင်လာလိမ့်မယ်တွေးနိုင်လာလိမ့်မယ်စိတ်ဓာတ်တွေကိုအများကြီးကောင်းမလာပြီဘူးလားကောင်းလာနိုင်တာပေါ့ဒါကြောင့်အလောဘဆိုတဲ့တရားဒီကောင်းတယ်အပြစ်မရှိဘူးပညာရှိတွေချီးမွမ်းတယ်ဆိုတာကိုသင်္ချစ်သားတို့ကိုယ်တိုင်သိနိုင်တယ်မဟုတ်လားတဲ့ဟောအလောဘပေတတို့မှာဉာဏ်ပညာရှိတယ်ဘုန်းကြီးဘာဆက်ပြောမယ်ဆိုတာသိနေမယ်ထင်တယ်နော်ပြီးရင်ဘာဆက်ပြောမလို့အဒေါသဆိုတဲ့မေတ္တာဒေါသရဲ့ဆန့်ကျင်ဘက်ပေါ့တတ္တဝါတွေရဲ့ကောင်းကျိုးနဲ့ချမ်းသာကိုလိုလားတဲ့စိတ်ဒေါသကတော့တတ္တဝါတွေရဲ့အကျိုးမိမိရဲ့အကျိုးကိုဘာပဲဖြစ်နေနေဖြစ်စည်းပြစ်ခြင်းတဲ့သဘောပေါ့အဒေါသဆိုတာကအဲ့လိုမဟုတ်ဘူးဖြစ်စေခြင်းတာကောင်းတာတွေကိုဖြစ်စေခြင်းတာချမ်းသာစေခြင်းတာကောင်းသွားစေခြင်းတာအစဉ်ပြေသွားစေခြင်းတာအဲ့ဒီအဒေါသဆိုတဲ့မေတ္တာသည်အပြစ်ရှိတဲ့တရားလားအပြစ်ကင်းတဲ့တရားလားကောင်းတဲ့တရားလားဆိုတဲ့တရားလားသိနိုင်တယ်မသိနိုင်ဘူးလားသိနိုင်တာပေါ့မေတ္တာဆိုတဲ့အလောဘအဒေါသဖြစ်လာရင်တရားဓမ္မတို့ဦးဇင်းတို့စိတ်ထဲမှာလောလောဆယ်ကိုပဲကြည်လင်ရတယ်ချမ်းသာရတယ်စိတ်ကကြည်လင်တော့ရုပ်လည်းကြည်လင်တဲ့သဘောရှိတယ်ကိုကြည်လင်တာကိုဘေးကမြင်တော့ဘေးကပုဂ္ဂိုလ်ရဲ့ချစ်မြတ်နိုးတာကိုလည်းခံရလိမ့်မယ်စောင့်ရှောက်တာကိုလည်းခံရလိမ့်မယ်မေတ္တာရဲ့ကောင်းကျိုးချမ်းသာကိုပြောကုန်နိုင်ပေါ်ရရှိပါမလားမရှိဘူးနော်တခါကြီးမိုင်းများမေတ္တာရဲ့အကျိုးကိုပြောရင်ဦးဇင်းတို့ဒီကာလမသုတ်တန်ရဲ့လိုရင်းအနှစ်ချုပ်ကိုမပြောနိုင်ပဲဖြစ်မှဆိုလို့ဟုတ်ရဲ့လား
ဒါကြောင့်မေတ္တာရဲ့အကျိုးကျေးဇူးတရားဓမ္မတို့ဦးဇင်းတို့အဒေါသရဲ့ကောင်းကွက်တွေကိုပြောဘယ်ကုန်နိုင်ပွဲရရှိပါမလို့အဲ့ဒါကိုယ်ပိုင်ဉာဏ်နဲ့မသိနိုင်ဘူးလားသိနိုင်တာပေါ့ဟုတ်ရဲ့လားဒီမေတ္တာကိုအကြောင်းပြုပြီးတော့တတ်တယ်ခိုးတယ်အိမ်တော်ရေးဖောက်ပြန်တယ်လိန်ညာပြောတယ်ဆိုတာရှိမလားမရှိပါဘူးဟုတ်လားတတ်တာကိုတားဖို့ပဲရှိမယ်ခိုးတာကိုတားဖို့ပဲရှိမယ်တိုက်တွန်းဖို့ဆိုတာဝေလာဝေးအဲ့တော့ဘလောက်ကောင်းထားလဲဘလောက်အပြစ်ကင်းထားလဲဒါဘယ်သူမှလက်မခံလို့မရဘူးနော်အေးဘုရားကကောင်းတယ်လို့ပြောလို့ကောင်းသွားတာဟုတ်သလားမဟုတ်ဘူးပင်ကိုယ်ကကောင်းတာကိုမြတ်စွာဘုရားကောင်းတယ်လို့သိလို့ဒါကောင်းတယ်ကြိုးစားကြလို့ဒါပြောတာပဲရှိတယ်ဟုတ်ရဲ့လားဒါကြောင့်အဒေါသအပြစ်မရှိသောကောင်းသောသူတော်ကောင်းပညာရှိတွေချီးမွမ်းသောဒီလိုတရားတွေကိုကောင်းတယ်ဆိုတာကိုယ်တိုင်သိနိုင်ပါတယ်တဲ့အလောဘအဒေါသပြီးတော့ဗာလဲအမောဟသိမြင်နားလည်ခြင်းပညာဒါလို့ရင်ကောင်းလိမ့်မယ်ဒါလို့ရင်ဆိုးလိမ့်မယ်ဒါလို့ရင်ဆင်းရဲလိမ့်မယ်ဒါလို့ရင်တော့ချမ်းသာလိမ့်မယ်ဟုတ်လားအခြေခံအဲ့ဒါတော့သိရမယ်နော်ဒါကအကောင်းဒါကအဆိုးဆိုတာတော့ခွဲခြားသိရဘာလို့ဘာဖြစ်မယ်မှမသိတဲ့လူတယောက်လောက်မိုက်တာရှိမလားဘာလို့ဘာဖြစ်မယ်ဆိုတာသိတဲ့နဲ့နော်ဘာပြောရင်ဘာဖြစ်မယ်ဆိုတာလည်းမသိတဲ့မို့လားအဲ့ဒါမသိဘူးဆိုရင်ပြောချင်ရပြောလှုပ်ချင်ရလှုပ်ပြီးတော့ဖြစ်ချင်ရတွေဖြစ်ကုန်မှာပေါ့အခုတရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲအဲ့ဒီဉာဏ်ပညာကတော့ပြည့်ပြည့်ဝဝရှိပြီလို့တော့မပြောနိုင်သေးဘူးဒါကြောင့်မို့လို့အလုတ်မှားအပြောမှားအတွေးမှားတွေဖြစ်ပြီးတော့အရာမှားတွေကြုံရတာမရှိဘူးလားရှိတာပေါ့ဒါဦးဇင်းတို့ကကင်းနိုင်ပြီလားမကင်းနိုင်သေးဘူးအလုတ်မှားအပြောမှားအတွေးမှားတွေနဲ့ဟုတ်လားကိုမလိုချင်တဲ့ဆင်းရဲဒုက္ခတွေရနေတာမရှိဘူးလားရှိတာပေါ့ဘာကိုအခြေခံတာတော့မသိတာကိုအခြေခံတာဒါလှုပ်လိုက်ရင်ဆင်းရဲမယ်ဒါပြောလိုက်ရင်အဆင်မပြေဖြစ်လိမ့်မယ်ဒီလိုတွေးလိုက်ရင်တော့စိတ်ဒုက္ခရောက်လိမ့်မယ်လို့တရားဓမ္မတို့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်မှာဆိုတဲ့ပုံကိုယ်တွေတောင်အကုန်မသိသေးဘူးဟုတ်ရဲ့လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါကအကောင်းဒါကအဆိုးဒါအပြစ်ရှိတယ်ဒါအပြစ်မရှိဘူးလို့ခွဲခြားပြီးတော့မသိနိုင်တဲ့မောဟပူလို့တောင်ကြောက်เสียကောင်းတယ်အဲ့ဒီမောဟရဲ့ဆန့်ကျင်ဘက်အမောဟဆိုတဲ့ပညာတရားကတော့အလွန်မြတ်နိုးเสียကောင်းတဲ့တရားပေါ့အဲ့ဒီအတိရှိလို့ရှိရင်ပိဿရေလှုပ်တာပြောတာတွေးတာမမှန်မေဘူးလားမှန်တယ်လှုပ်တာပြောတာတွေးတာမှန်လေသမျှကိုလိုချင်တဲ့ချမ်းသာဒုက္ခမရပေဘူးလားရတယ်ခုလောကကြီးမှာတယောက်နဲ့တယောက်ရကြတာမတူဘူးပစ္စည်းဥစ္စာရကြတာတူသလားပညာရေးရကြတာတူသလားအေးရုပ်ဆွအဆုံးရုပ်ရည်ကစတယောက်နဲ့တယောက်ရထားတာမတူဘူးအဲ့ဒါလို့တယောက်နဲ့တယောက်လူဦးရေတွေကွဲပြားနေသလောက်ကိုပဲရပုံရနေခြင်းမတူကြဘူးကွဲပြားနေကြတယ်ဘာလို့အရာမတူတာတော့အလုံးမတူလို့အရာမတူတာပေါ့နော်ကံပေါ့နော်ကမ္မဆိုတာအလုံးပဲမို့လားကာယကံဝစီကံမနောကံလှုပ်ပုံကင်ပုံပြောပုံဆိုပုံတွေးပုံခေါ်ပုံဆိုတဲ့ဒီကံနေမတူဘူးဆိုမှတော့ဘလို့လို့အရာတူမလို့ဒါနဲ့အဲ့ဒီအလုတ်ကောဘာလို့မတူတာတုံးဆိုတော့အခုပြောနေတဲ့အတိမတူလို့အလုတ်မတူတာအမောဟအထူအပါကွာကြတာပေါ့နော်တချို့ကတိတ်တိတယ်နားလေတယ်အဲ့ဒါကတော့ပိဿပေါင်းတုံးတို့ဆက်လေ့လာတရားတွေအများကြီးရှိတာပေါ့ဒီနေရာမှာအမောဟတိတယ်ဆိုတာဘာလဲဆိုရင်သစ္စာလေးပါးကိုတိတဲ့အဆင့်ထိသွားရမှာနော်ခန္ဓာဟာဒုက္ခပဲလောဘဟာဒုက္ခကိုဖြစ်စေတဲ့အရာပဲလောဘချုပ်မှတကယ်ဆင်းရဲချုပ်မှာပဲလောဘချုပ်ပြီးတော့ဆင်းရဲချုပ်ရာကိုမျက်မှောက်ပြုကျင်တယ်ဆိုရင်လောကကြီးသည်မမြဲဘူးဘဝသည်မမြဲဘူးယုတ်တဏ္ဍတ်သည်မမြဲဘူးလို့မမြဲတာကိုမမြဲမှန်သိတဲ့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ကင်၈ပါးကိုပွားများမှလောဘချုပ်ပြီးတော့ဒုက္ခချုပ်မှာပဲလို့တစ္ဆာ၄ပါးကိုဒါအနှစ်ချုပ်ပြီးတော့ပြောလိုက်တာနော်အဲ့တော့ဘေးသပေါင်းသူတော်ကောင်းတို့သိမြင်နားလည်ခြင်းဆိုတဲ့내ပေဟာအင်မတန်မကျေဘူးလားအေးသိရင်သိသလောက်ဒီပုဂ္ဂိုလ်အလုတ်အကင်အပြောအဆိုအတွေးအခေါ်မှန်ပြီးတော့ချမ်းသာလိမ့်မယ်မသိရင်မသိသလောက်အလုတ်တွေမှားပြီးတော့ကိုမလိုချင်တဲ့ဆင်းရဲဒုက္ခတွေရလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားကအမောဟဆိုတဲ့အသိဉာဏ်သည်သူတော်ကောင်းတွေချီးမွမ်းတဲ့ပညာရှိတွေချီးမွမ်းတဲ့အပြစ်ကင်းတဲ့ကောင်းမြတ်တဲ့တရားဆိုတာသင်္ချစ်သားတို့ကိုယ်တိုင်မသိနိုင်ဘူးလားတဲ့ဘိတ္တတို့သိနိုင်တယ်မို့လားသိနိုင်တယ်ဒါကြောင့်အလောဘအဒေါသအမောဟမလိုခြင်းချင်းမေတ္တာပညာနော်ဒီတရားသုံးလုံးသည်အပြစ်ကင်းတယ်ကောင်းတယ်ဆိုတာကိုကိုယ်တိုင်သိပြီးတဲ့နောက်မှာကောင်းတယ်ဆိုရင်ကိုယ်တန်တန်မှာပြည့်စုံအောင်ကြိုးစားလိုက်ဖို့ပဲရှိတယ်တဲ့ဟုတ်ရဲ့လားပိဿပေါင်းသူတော်ကောင်းတို့အကောင်းအဆိုးဆိုတာကိုမြတ်စွာဘုရားကတဘာဝကြကြအဲ့ဒါလိုခွဲခြမ်းဝေဖန်ပြီးတော့မပြန်ဘူးလားအေးလောဘဒေါသမောဟတို့သည်မကောင်းဘူးအလောဘအဒေါသအမောဟတို့သည်ကောင်းတယ်
ဟုတ်လားဒီနေရာမှာဦးဇင်းတို့မြတ်စွာဘုရားကအကောင်းအဆိုးကိုတစ်မျိုးဝေဖန်ပြတာရှိသေးတယ်ဓမ္မပဒပါဠိတော်မှာဟိုဘုရားကကောင်းတယ်ဆိုလို့ကောင်းသွားတာမဟုတ်ဘုရားကဆိုးတယ်ဆိုလို့ဆိုးသွားတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်လေးကိုပုံပေါ်အောင်ပြောချင်တာဦးဇင်းကဟုတ်ရလားနာတံကမ္မံကတံသာတို့ယံကတဝါအနုတ္တပတိယတံအတုမုခောရောဒံဝိပါကံပတိတေဝတိတဲ့အလုပ်တစ်ခုကိုလုပ်လိုက်လို့အပြောတစ်ခုကိုပြောလိုက်လို့ဟာမျက်ရည်ကြီးငယ်ကြာပြီးတော့နောင်တတွေနဲ့ပူပူလောင်လောင်ဆင်းဆင်းရဲရဲငိုကြွေးရမယ့်အလုပ်မျိုးဆိုရင်အဲ့ဒါမကောင်းဘူးတဲ့ကဲဘယ်သူညင်းနိုင်တော့ဒါကြီးလှုပ်လိုက်လို့နောင်တတွေနဲ့ပူလောင်နေရမယ်ဟုတ်လားကြီးကြီးကျယ်ကျယ်မှားမိသွားရင်တော့မျက်ရည်ကြီးငယ်ကြာပြီးတော့ငိုရလိမ့်မယ်ဆင်းရဲရလိမ့်မယ်ဒီလိုဆင်းရဲဒုက္ခမျိုးနောင်တမျိုးကိုသာဖြစ်စေတဲ့အလုပ်ဒီမကောင်းတဲ့အလုပ်ပေါ့ဟုတ်ရလားအေးတင်းစာကမ္ပံကတံတာတို့ယံကတဝါအနုတ္တပတိယံကတဝါနာနုတ္တပတိယတပတိတောသူမနောဝိပါကံပတိတေဝတိဒီအလုပ်ကိုလုပ်လိုက်လို့နောင်တရစရာအကြောင်းမရှိဘူးပီတိတွေနဲ့နှလုံးစိမ်ဝမ်းအေးချမ်းစရာပဲရှိတယ်ဆိုရင်ဒါဒီအလုပ်ကောင်းတဲ့အလုပ်ပေါ့ဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လောဘဒေါသမောဟတို့သည်မကောင်းမှုလို့ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တယ်ဒါကြောင့်သိပြီးရင်ပယ်ဖို့ကြိုးစားဖို့ပဲရှိတယ်အလောဘအဒေါသအမောဟဆိုတဲ့တရားတွေဟာကောင်းတဲ့တရားတွေလို့ကိုယ်ပိုင်ဉာဏ်နဲ့သိလို့ရတယ်သိပြီးတော့ကောင်းတယ်ဆိုရင်ဒါကိုယ်တန်တမှာပြည့်စုံအောင်လုပ်ဖို့ပဲရှိတယ်တဲ့ဒါတရားတစ်ချက်တစ်ပိုင်းပိုင်းပြီးတော့မြတ်စွာဘုရားပြောလိုက်တယ်နောက်ဘာဆက်ပြောလဲဆိုတော့ကာလမတို့တဲ့ဟောဒီလောကကြီးမှာလူတွေဆိုတာကတယောက်တည်းနေလို့ရတာမဟုတ်ဘူးပေါ့အပေါင်းနဲ့အသင်းနဲ့အုပ်စုနဲ့ဒီလိုအတိုင်းနဲ့အဝိုင်းနဲ့နေကြရတာနော်အဲ့ဒါလိုနေကြရတဲ့လူတွေမှာလူသားချင်းချင်းတောင်မကပါဘူးလူတွေရဲ့ဘေးမှာတခြားသောတတ္တဝါတွေကမရှိဘူးလားရှိတာပေါ့နတ်တွေရောမြမာတွေရောအပေဘုံသားတွေရောမရှိဘူးလားအေးအဲ့ဒါလိုတတ္တဝါတွေရဲ့အပေါ်မှာကိုယ်ဘေးမှာရှိနေတဲ့တတ္တဝါတွေရဲ့အပေါ်မှာမေတ္တာထားရမယ်တဲ့မေတ္တာစိတ်ကလေးပွားများပြီးတော့နေရမယ်တဲ့မေတ္တာဆိုတာစောစောကလည်းပြောခဲ့ပြီနော်အာဒေါသသူတစ်ပါးရဲ့ကောင်းကျိုးနဲ့ချမ်းသာကိုလိုလားတာနော်အဲ့ဒီမေတ္တာစိတ်ကလေးထားပြီးတော့နေရမယ်မြတ်စွာဘုရားကတော့တိတိကျကျပြောပါတယ်အရက်၄မျက်နှာအရက်၈မျက်နှာကိုဒါမေတ္တာစိတ်နဲ့ဘာလို့ရမလို့ဖြန့်ကျက်ပြီးတော့နေနိုင်ရမယ်နောက်ပြီးတော့ကရုဏာတရားဒုက္ခရောက်နေတဲ့တတ္တဝါတွေကိုဒုက္ခကနေပြီးတော့လွတ်သွားစေခြင်းတဲ့သဘောကူညီခြင်းတဲ့သဘောစောင့်ရှောက်ခြင်းတဲ့သဘောဒါမြင့်မြတ်တဲ့စိတ်တွေပေါ့ဒါတွေကိုရှိပြီးတော့နေရမယ်ဒါဟာမြင့်မြတ်တဲ့စိတ်မဟုတ်ပါဘူးလို့ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ကမှညင်းချက်မထုတ်နိုင်ဘူးဟုတ်ရလားတရားကြီးမိုင်းမြတ်ဒါကြောင့်မေတ္တာတရားကရုဏာတရားကရုဏာဆိုတဲ့နေရာမှာလည်းပဲပဂတိမျက်စိနဲ့ဒုက္ခရောက်တာလောက်မြင်ပြီးတော့ဓမ္မဆင်းရဲတာစားရမယ်ဝေးရမယ်တောက်ရမယ်ယောဂတွေနှိမ့်ဆက်နေုံလှမြောက်နေတဲ့ဒုက္ခလောက်ကလေးကိုမှဆင်းရဲတယ်ဒီဒုက္ခတွေကလွတ်ပါစေလို့ဒီလောက်စိတ်ကလေးထားနိုင်ုံမျှနဲ့ဒါကရုဏာပြည့်စုံပြီလို့ပြောလို့မရဘူးတကယ်ကတော့တရားဓမ္မတို့ဦးဇင်းတို့တတ္တလောကမှာရှိတဲ့တတ္တဝါတွေအကုန်လုံးဟာဒုက္ခတွေပဲဟုတ်လားအဲ့ဒါကိုကောင်းကောင်းနားလေရမယ်ဒီနေ့မအိုခြင်းပဲနဲ့အိုရမယ်မနာခြင်းပဲနဲ့နာရမယ်မသေးခြင်းပဲနဲ့သေရမယ်ပြောနေကြစကားနားထောင်နေကြစကားတွေဆိုတော့မလေးနဲ့ဖဲဖြစ်မှလဲဆိုရတယ်သေဂာနိဒုက္ခတတ္တဝါတဦးတယောက်အတွက်ဆွဲလန်းမှုမကင်းသေးတဲ့တတ္တဝါတဦးတယောက်အတွက်သေဂာနိဒုက္ခသည်အင်မတန်ကြီးပါတယ်အဲ့ဒီဒုက္ခတွေတတ္တဝါတွေတွေ့ရလိမ့်မယ်မကောင်းတာတွေလှုပ်ထားတာရှိနေတဲ့အတွက်ကြောင့်ယံဖာယံခအပေလေးပါးကိုကြပြီးတော့ဒုက္ခခံရတယ်ဆိုတဲ့ဒုက္ခတွေကိုတတ္တဝါတွေမှာမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါတွေကိုနားလည်ပြီးတော့တတ္တဝါတွေရဲ့အပေါ်မှာအားလုံးသောတတ္တဝါတွေဟာဒုက္ခိတတတ္တဝါတွေပဲလို့ကြည်ကြည်ပြန့်ပြန့်နားလည်ပြီးတော့ဒီဒုက္ခတွေကလွတ်ပါစေဆိုရင်တော့တော်တော်ကြည်ပြန့်တဲ့ကရုဏာဖြစ်မယ်ပေါ့ဟုတ်လားမေတ္တာကရုဏာနောက်ပြီးတော့မုဒိတာတတ္တဝါတွေကြီးပွားချမ်းသာခြင်းကဆုပ်ယုပ်မသွားကြပါစေနဲ့ပိဿတို့လိမ္မာကျွမ်းကျင်ပြီးသားနော်ဒီတရားတွေကိုဟုတ်လားနောက်ပြီးတော့ဗာလဲဥပိ္ပခတတ္တဝါတွေကိုငါကချမ်းသာစေခြင်းနေုံမျှနဲ့တတ္တဝါတွေချမ်းသာလာမှာမဟုတ်ဘူးတတ္တဝါတွေပြုတ်ထားတဲ့ကံအားလျော်စွာကောင်းတာလှုပ်ထားရင်ကောင်းတာဖြစ်ကြမှာပဲတာမယစီမယဖြစ်မှာပဲမကောင်းတာတွေလှုပ်ထားရင်မကောင်းတာတွေဖြစ်ကြမှာပဲတာမယစီမယဖြစ်မှာပဲအဲ့တော့တတ္တဝါတွေရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာထိုတတ္တဝါတွေပြုတ်ထားတဲ့အလုတ်အားလျော်စွာကောင်းမှုမကောင်းမှုအားလျော်စွာဆင်းရဲဒုက္ခဆိုတာဖြစ်ပေါ်နေတာလို့လောကကြီးရဲ့အကြောင်းကိုအဲ့ဒါလို့ကြဲကြဲပြန့်ပြန့်နဲ့နားလည်ပြီးတော့လစ်လျူရှုရမယ့်သဘောအဲ့ဒါကဘာတော့
ဥပေက္ခဟုတ်ရလားသိပြီးတော့လေးလျူရှုတာနော်တခါကြီးမိုက်များမသိဘဲနဲ့လေးလျူရှုတာမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားကမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဒီတရားတွေနဲ့နေကြရမယ်တဲ့ဒါဘလို့မှမလွဲနိုင်တဲ့ချမ်းသာဖို့အတွက်တေချာတဲ့လမ်းပဲမဟုတ်လားစောတော်တုန်းကတေချာတဲ့လမ်းတစ်မျိုးပြောပြီးပြီနော်အခုပါလေမေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မဝိဟာရတရား၄ပါးဘယ်လိုလူမျိုးကမှအသိဉာဏ်ရှိတဲ့လူသားတိုင်းမကောင်းဘူးလို့ပြောလို့မရတဲ့တရားတွေကောင်းတယ်လို့ပဲချီးမွမ်းရမယ်တရားတွေပေါ့ဒါကြောင့်ဦးဇင်းတို့တရားကောင်းစဉ်တတ်ထားတာကဘာတဲ့တုန်းတေချာသောလမ်းကိုလျှောက်ပါတဲ့ဟုတ်ရလားအဲ့တော့ဘယ်နှပိုင်းရှိသွားပြီတော့အကျဉ်းများဖြင့်၃ပိုင်းလောက်ရှိသွားပြီနော်သူများပြောတိုင်းမယုံရဘူးဆိုတာကတစ်ပိုင်းလောဘဒေါသမောဟသည်မကောင်းဘူးမကောင်းမှန်းသိရင်ပယ်ဖို့ကြိုးစားရမယ်အလောဘအဒေါသအမောဟသည်ကောင်းတယ်ကောင်းမှန်းသိရင်ပြည့်စုံအောင်ကြိုးစားရမယ်ဒါကိုတစ်ပိုင်းလို့ဦးဇင်းတို့ပြောခြင်းတယ်ဟုတ်လားအခုနောက်တစ်ပိုင်းဘာပြောပြန်ပြီတော့ဗြဟ္မဝိဟာရတရားကိုပွားများရမယ်လို့ပြောပြန်တယ်နောက်ဏီကုံးကျုပ်မြတ်စွာဘုရားဘာပြောတုံးဆိုတော့ကာလမတို့တဲ့အဲ့ဒါလိုကောင်းတာကိုကောင်းတယ်လို့သိပြီးတဲ့နောက်ကောင်းအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တယောက်မကောင်းတာကိုရှောင်နေတဲ့ပုဂ္ဂိုလ်တယောက်အတွက်ထောက်တီရာကြီး၄မျိုးရတယ်တဲ့မိတဲ့ရေကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်မကောင်းတာရှောင်နေတဲ့ပုဂ္ဂိုလ်အတွက်ထောက်တီရာကြီးဘယ်နှမျိုးရတယ်၄မျိုးရတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ဟောဒီလောကကြီးမှာတချို့သောအယူအဆတချို့သောတမနာပြမနာတချို့သောပုဂ္ဂိုလ်တွေရဲ့အယူဝါဒကဟာတမလွန်လောကဆိုတာမရှိပါဘူးနောက်ဘဝဆိုတာမရှိပါဘူးကောင်းတဲ့ကံမကောင်းတဲ့ကံရဲ့အကျိုးပေးတွေဆိုတာမရှိပါဘူးကောင်းတာလုပ်လည်းပဲဆင်းရဲခြင်းဆင်းရဲတာပဲမကောင်းတာလုပ်လည်းပဲချမ်းသာခြင်းချမ်းသာတာပဲလို့အဲ့ဒါလို့ရှေးဘဝနောက်ဘဝကိုလက်မခံသောကောင်းမှုမကောင်းမှုရဲ့အကျိုးပေးကိုလက်မခံသောအယူဝါဒတွေမရှိဘူးလားရှိတယ်နော်နောက်ဘဝဆိုတာမရှိဘူးကောင်းမှုမကောင်းမှုရဲ့အကျိုးပေးဆိုတာမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့အယူအဆရှိတယ်တဲ့အဲ့ဒါတကယ်လို့ကိုကကောင်းမယ်ဆိုလို့ရှိရင်နောက်ဘဝရှိတယ်ဆိုတဲ့အယူအဆရှိတဲ့ပုဂ္ဂိုလ်တွေကမရှိဘူးလားရှိတယ်နော်ကောင်းမှုမကောင်းမှုကံရဲ့အကျိုးပေးရှိတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားရှိတယ်အဲ့ဒါတကယ်ဓမ္မတို့ဦးဇင်းတို့လေးလေးနက်နက်စဉ်းစားရမယ်ကိုကကောင်းလိုက်တယ်ဆိုလို့ရှိရင်တကယ်လို့နောက်ဘဝကရှိနေမယ်ကောင်းမှုမကောင်းမှုရဲ့အကျိုးပေးကရှိနေမယ်ဆိုရင်ကိုယ့်အတွက်အင်မတန်မှချမ်းသာရလိမ့်မယ်ကိုကကောင်းတာလုပ်ထားတာကောင်းတဲ့ဘဝရပြီးတော့ချမ်းချမ်းသာသာနေဖို့ပဲရှိတယ်ဟုတ်တယ်မဟုတ်လားနောက်ဘဝရှိတယ်ဆိုရင်လည်းပဲကိုကကောင်းတဲ့ဘဝနေုံပေါ့ကောင်းတဲ့ဘဝရယုံပေါ့ကောင်းမှုရဲ့အကျိုးပေးတွေရှိတယ်ဆိုရင်လည်းကောင်းတာတွေကိုခံစားယုံပေါ့ဟုတ်လားတကယ်လို့နောက်ဘဝကမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စကားကမှန်လို့ထားပါတော့ဒါကပြောကြည့်တာဟုတ်လားနောက်ဘဝကမရှိဘူးကောင်းမှုရဲ့အကျိုးပေးမကောင်းမှုရဲ့အကျိုးပေးကမရှိဘူးဆိုအောင်တောင်မှကိုကကောင်းကောင်းနေထားတဲ့ပုဂ္ဂိုလ်ဒီဘဝတွင်ကိုပဲဘယ်သူမှသူ့ကိုကဲ့ရဲ့တယ်မရှိဘူးကောင်းတဲ့ပုဂ္ဂိုလ်တဲ့ဘာနှောင်တမှရတယ်မရှိဘူးဒီဘဝတွင်ကိုပဲချမ်းသာရတယ်တဲ့ဟုတ်လားဒါကြောင့်ထောက်တရားတာ2မျိုးပေါ့နောက်ဘဝရှိတယ်ကောင်းမှုမကောင်းမှုရဲ့အကျိုးပေးရှိတယ်ဆိုရင်နောက်ဘဝကောင်းတဲ့ဘဝမှာရပြီးတော့ချမ်းသာဒုက္ခရှိနဲ့နေလိုက်ဖို့ဒါကိုအတွက်ထောက်တရားပေါ့တကယ်လို့နောက်ဘဝမရှိဘူးကောင်းမှုမကောင်းမှုရဲ့အကျိုးပေးမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စကားကမှန်မယ်ဆိုရင်လည်းပဲကို့မှာဘာဝမ်းနေစရာရှိလဲဒီဘဝချမ်းချမ်းသာသာနေုံပေါ့ဟုတ်တယ်မဟုတ်လားတကယ်လို့ကောင်းမထားဘူးဆိုရင်နောက်ဘဝမရှိလည်းပဲမကောင်းတဲ့ပုဂ္ဂိုလ်ကတော့ဒီဘဝသူများကဲ့ရဲ့မယ်ရှုံချမယ်သူကိုယ်တိုင်လည်းပဲပြုမိမှားလေခြင်းပြောမိမှားလေခြင်းဆိုတော့နောင်တတွေနဲ့ပူစရာအကြောင်းမရှိဘူးလားဘာထောက်တရားရှိလဲဘာထောက်တရားမှမရှိဘူးဟုတ်ရလားဒါကြောင့်ကောင်းထားတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝရှိမရှိသူကတော့ရှိလည်းပဲကောင်းသောဘဝကိုရပြီးတော့ချမ်းသာလိမ့်မယ်မရှိလည်းပဲဒီဘဝမှာကိုအပြစ်ကင်းလို့ချမ်းသာရတယ်ကောင်းလို့ကိုချမ်းသာရတယ်ထောက်တရားဘယ်နှမျိုးတော့2မျိုးသေချာသောလမ်းကိုလျှောက်ပါဆိုတာအင်မတန်အဓိပ္ပာယ်နဲ့တယ်နော်တခါကြီးဒီမိုင်းများဟုတ်ရလားနောက်ပြီးတော့တချို့သောတမနာပြမနာတချို့သောအယူဆတွေကကောင်းတာလုပ်လဲလုပ်ရမရောက်ဘူးတဲ့မကောင်းတာလုပ်လဲလုပ်ရမရောက်ဘူးလို့ပြောတာဟောတာတွေရှိတယ်တဲ့ဟုတ်လားတကယ်လို့ကိုကမကောင်းမှုကိုရှောင်ထားတယ်ဆိုရင်မကောင်းတာပြုရင်ပြုရရောက်တယ်လို့အယူဆရှိတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားကောင်းတာပြုရင်ပြုရရောက်တယ်လို့အယူဆရှိတဲ့ပုဂ္ဂိုလ်တွေကမရှိဘူးလားအဲ့ဒါကိုကတကယ်လို့မကောင်းမှုကိုမပြုဘူးဆိုရင်မကောင်းတာပြုရင်ပြုရရောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့ဟောပြောချက်နဲ့လည်းကိုယ့်ကိုအပြစ်တင်လို့ရသလား
ကိုမမကောင်းတာပြုတ်မထားပဲနဲ့ဟုတ်တယ်မဟုတ်လားမကောင်းတာပြုတ်ရင်ပြုတ်ရရောက်တယ်ဆိုတဲ့ဟောပြောချက်မှန်မယ်အယူဆမှန်မယ်ဆိုရင်လေကိုဟာမကောင်းတာပြုတ်မထားတဲ့အတွက်ကြောင့်မကောင်းမှုအကျိုးပေးကိုရတဲ့အကြောင်းမရှိဘူးကိုဟာမကောင်းတာမပြုတ်တဲ့လူဂုံယူစရာလူပေါ့တကယ်လို့မကောင်းတာပြုတ်လည်းပဲပြုတ်ရမရောက်ဘူးဆိုရင်တောင်မှဟောနှစ်ပါးစုံအဲ့ဒီကြတော့ပိုးတောင်မှစိတ်ချရတယ်ပေါ့မကောင်းတာပြုတ်ရင်ပြုတ်ရမရောက်ဘူးဆိုတဲ့စကားအရာလည်းပဲကိုကမပြုတ်တဲ့အတွက်ကြောင့်စိတ်ချရတယ်မကောင်းတာမပြုတ်ရင်မကောင်းတာပြုတ်ရင်ပြုတ်ရမရောက်ဘူးဆိုတဲ့စကားအရာလည်းစိတ်ချရတယ်ကိုယ်တိုင်ကပြုတ်ကိုမပြုတ်ဘူးဆိုတော့ပိုလို့တောင်နှစ်ထပ်ကွမ်းစိတ်ချရတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကထောက်တရားကြီး၄ခုလို့ဟောတယ်ဟုတ်ရဲ့လားနောက်ဘဝရှိမရှိရှိကောင်းမှုမကောင်းမှုရဲ့အကျိုးပေးရှိမရှိရှိကောင်းတာပြုတာမကောင်းတာပြုတာပြုသည်မြည်သည်လို့ပဲပြောမမြည်ဘူးလို့ပဲပြောဘလို့ပဲပြောနေကောင်းတဲ့ပုဂ္ဂိုလ်တယောက်အတွက်မကောင်းတာမလုပ်တဲ့ပုဂ္ဂိုလ်တယောက်အတွက်ထောက်တရား၄မျိုးမရဘူးလားရတယ်ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့အင်မတန်မျက်စိလေတဲ့အကောင်းတဲ့အယူဝါဒတွေနဲ့ရှုပ်ထွေးလာတဲ့လောကကြီးမှာနော်အယူဝါဒတွေနဲ့ရှုပ်ထွေးလာတဲ့လောကကြီးမှာကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားချင့်ချိန်ပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့သိမြင်နားလည်အောင်ကြိုးစားပြီးတော့ကောင်းတာတွေကိုကောင်းတယ်လို့သိပြီးတဲ့နောက်ကောင်းတာတွေပြည့်စုံအောင်လုပ်လိုက်ဖို့မကောင်းတာတွေမကောင်းဘူးလို့သိပြီးတဲ့နောက်မကောင်းတာတွေကိုတတ်နိုင်သမျှရှောင်လိုက်ကြဖို့ဒီလမ်းဒီသာလျင်မလွဲနိုင်တဲ့သေချာတဲ့ချမ်းသာဒုက္ခတွေကိုသွားတဲ့လမ်းလို့ပြောလို့မရဘူးလားရတယ်တန်တရားဖြစ်เสียတွေကတော့လောကကြီးကအများကြီးပဲဗျဟောဆရာကြီးပမောက္ခချုပ်ဆရာကြီးပြောထားတဲ့ထဲမှာပါတယ်သိလားဒီပြင်အယူဝါဒရေးရတဲ့မှာတောင်မပြောနဲ့တဲ့ဦးဇင်းတို့ဒီနိုင်ငံမှာတောင်မှတချို့ရိတ်သားတွေကဒီနီးနဲ့ရှုဒါကိုရှုရမယ်လို့ပြောတယ်တဲ့အဲ့ဒါကိုပဲတချို့ရိတ်သားတွေကဒါမရှုရဘူးလို့ပြောပြန်နေတဲ့ကဲအဲ့ဒါမျိုးတွေကမရှိဘူးလားရှိတယ်နော်ဒါဆရာကြီးကမေတ္တာစေတနာနဲ့ပြောထားတာဟုတ်ရဲ့လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တာမန်လူတွေမှာစိတ်ထဲမှာဒွိဟဖြစ်เสียတန်တရားဖြစ်เสียတွေကမရှိဘူးလားရှိတာပေါ့ဒါကြောင့်မြတ်စွာဘုရားကဘာကိုအသုံးချရမှာတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်ကိုအသုံးချရမယ်အခုမြတ်စွာဘုရားပြောသွားတာတွေဟာဘလို့မှမငင်းနိုင်တဲ့အင်မတန်သဘာဝကျတဲ့စကားတွေပဲမဟုတ်လားဟုတ်တယ်နော်အဲ့တော့ဦးဇင်းတို့စဉ်းစားကြည့်ဒီသုတ်တန်ဟာဒကာဓမ္မတို့ဦးဇင်းတို့အယူဝါဒရေးရာနဲ့တန်တရားဖြစ်ပြီးတော့သူတော်ကောင်းတရားရဲ့အပေါ်မှာတန်တရားဖြစ်တဲ့ပုံကိုယ်တွေဒီဒကာကြီးဒကာမကြီးတို့ကတော့အဲ့လိုစိတ်ထဲမှာအခက်အခဲရှိမယ်လို့ဦးဇင်းမထင်ပါဘူးဟုတ်ရဲ့လားသို့တော်လည်းပဲကိုယ့်ရဲ့နိစ္စရာပတ်ဝန်းကျင်မှာတော့ရှိမနေနိုင်ဘူးလားရှိနေနိုင်တာပေါ့ရှိနေတယ်တွေ့လာတယ်ကြုံလာတယ်ဆိုရင်ဒီလိုသုတ်တံမျိုးတွေကိုနာယူလေ့လာပြီးတော့ဒီလိုအချက်ကြသဘာဝကြပြန်လဲပြောဆိုနိုင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တူတယောက်အမြင်မှန်ရမသွားစေနိုင်ဘူးလားရသွားစေနိုင်တာပေါ့ဒါကြောင့်မြတ်စွာဘုရားကဒီသုတ်တံမှာအကျဉ်းများဖြင့်အပိုင်း၄ပိုင်းလောက်ပိုင်းပြီးတော့ဟောထားတာနော်ဟုတ်တယ်နော်အေးသူများပြောတိုင်းမယုံနဲ့ပဲပြောနေတာနော်ဟုတ်လားသူများပြောတိုင်းမယုံနဲ့ဟုတ်ရဲ့လားကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားပြီးတော့လောဘဒေါသမောဟတို့သည်မကောင်းမှုအပြစ်ရှိတယ်ဆိုတာသိပြီးရင်ပယ်နိုင်အောင်ကြိုးစားအလောဘအဒေါသအမောဟတို့သည်မကောင်းမှုအပြစ်ရှိတယ်လို့သိပြီးပြီဆိုရင်ကိုယ်တိုင်ပြည့်စုံအောင်ကြိုးစားနှစ်ပိုင်းနော်ပြီးတော့ဗါတော့ဗြဟ္မဝိဟာရတရားနဲ့နေဘယ်သူမှဒါအပြစ်တင်လို့မရဘူးရှုံချလို့မရဘူးကောင်းမြတ်တဲ့တရားတွေဟုတ်ရဲ့လားပြီးတော့ဗါတဲ့တော့ဒီလိုကောင်းတာတွေလုပ်မကောင်းတာတွေရှောင်နေတဲ့ပုဂ္ဂိုလ်တယောက်အတွက်ထောက်တရားကြီး၄မျိုးရတယ်နောက်ဘဝရှိမရှိကောင်းမှုကံရဲ့အကျိုးပေးရှိမရှိဘယ်ဘက်ကတွေးမလွဲနိုင်တော့တေချာသောလမ်းတကယ်လို့ကောင်းတာမလုပ်ဘူးမကောင်းတာကိုပဲလုပ်မယ်ဆိုရင်တော့အင်မတန်မသေးချာမရေရာတဲ့လမ်းပေါ့ဟုတ်ရဲ့လားနောက်ဘဝမရှိဘူးလို့သူတို့ယူဆတဲ့အတိုင်းမဟုတ်ဘဲနဲ့နောက်ဘဝကြီးကရှိနေမယ်ဆိုရင်တော့အင်မတန်ဝမ်းနည်းစရာမကောင်းဘူးလားဝမ်းနည်းစရာကောင်းတာပေါ့နော်အဲ့ဒီပုဂ္ဂိုလ်တွေဘယ်လို့မှအဲ့ဒါဖတ်ဆယ်လို့ရဖို့မလွယ်ဘူးတော်တော်ကြောက်စရာကောင်းမှာပဲမသေးကြတဲ့လမ်းကိုလျှောက်တာကိုဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့သေချာတဲ့လမ်းကိုလျှောက်ဖို့မလိုဘူးလားလိုပါတယ်အဓိကကတော့လောဘဒေါသမောဟမကောင်းဘူးဆိုရင်ပယ်နိုင်အောင်ကြိုးစားရမယ်ဆိုတဲ့အချက်ကလေးကိုဏိဂုံးကျုပ်တော်ပြောခြင်းသေးတယ်နောက်ထပ်9မိနစ်လောက်နော်ဏိဂုံးကျုပ်ပြောခြင်းသေးတယ်လောဘဒေါသမောဟမကောင်းဘူးဆိုတာကိုပေးသက်ပေါင်းသူတော်ကောင်းတို့ကိုယ်ပိုင်ဉာဏ်နဲ့သိမြင်ပြီးတော့လက်ခံတယ်မို့လားအေးလက်ခံတယ်အလောဘအဒေါသအမောဟကောင်းတယ်ဆိုတာကိုကိုယ်ပိုင်ဉာဏ်နဲ့သိပြီးတော့လက်ခံတယ်မို့လားအေးကိုယ်ပိုင်ဉာဏ်နဲ့ကိုသိတယ်နော်အေးအဲ့ဒါလို့ဆိုရင်အလောဘအဒေါသအမောဟတွေများပြားလာစေဖို့
တနည်းအားဖြင့်လောဘဒေါသမောဟတွေကိုပယ်ရှားနိုင်ဖို့ဘယ်လိုလုပ်ရမလဲအဲ့ဒါကိုကြတော့ဦးဇင်းတို့မဂ္ဂတန်ရုပ်ပါဠိတော်မှာလာတဲ့တုတ်တန်လေးတစ်ခုကိုအတူချုပ်ပြီးတော့ဦးဇင်းတို့ပြောပြမယ်ဟုတ်လားနီကတုတ်တန်လို့တုတ်တန်တစ်ပုဒ်ရှိတယ်တူတူလေးပါနီကဆိုတာနှိပ်စက်တတ်သောသဘောတရားလို့ဆိုတယ်တတ္တဝါတွေကိုနှိပ်စက်တတ်တဲ့တရား၃ခုရှိတယ်တဲ့အဲ့ဒါကဘာလို့ဆိုတော့လောဘရဲ့ဒေါသရဲ့မောဟရဲ့ပါတဲ့လူကျင်တဲ့သဘောမကျင်တတ်တဲ့သဘောမသိတဲ့သဘောအကြမ်းမြင့်ပေါ့နော်အဲ့ဒီသဘောတရား၃ခုဒီတတ္တဝါတွေကိုနှိပ်စက်တတ်တဲ့သဘောတရားပါတဲ့အဲ့ဒီနှိပ်စက်တတ်တဲ့သဘောတရား၃ခုကိုပိုင်းခြားပြီးတော့သိကျင်တဲ့ထိုးထွင်းပြီးတော့သိကျင်တဲ့ဖယ်ရှားပစ်ကျင်တဲ့ချုပ်ငိမ့်သွားကျင်တဲ့ဆိုလို့ရှိရင်မဂ်ခင်၈ပါးကိုပွားပါတဲ့မြတ်စွာဘုရားကနော်လောဘဒေါသမောဟဆိုတဲ့နှိပ်စက်တတ်သောတရား၃ပါးကိုပယ်ရှားပစ်ကျင်တဲ့ချုပ်ငိမ့်သွားကျင်တဲ့ဆိုရင်ဘာလို့ရမလဲမဂ်ခင်၈ပါးကိုပွားများရမယ်တဲ့အဲ့တော့မဂ်ခင်၈ပါးဆိုတာပိဋကပေါင်းသူတော်ကောင်းတို့အလုံးသိပြီးသားတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဒီနေရာမှာဦးဇင်းတို့၈ပါးလုံးမပြောပါဘူးဗျာမင်းကွန်းစတော်ဘုရားကြီးပေးတဲ့ဥပမာနဲ့ပြောရမှာပဲယထာတွဲကြီး၈တွဲမှာခေါင်းတွဲကိုသာပုံမှန်ခုတ်ရင်နောက်တွဲ9တွဲဟာအလိုလိုလိုက်တယ်လို့စတော်ဘုရားကြီးကအမြဲတမ်းဥပမာပေးတယ်အဲ့လိုပဲမဂ်ခင်၈ပါးတည်းဟူသောယထာတွဲကြီး၈တွဲမှာအရေးကြီးတဲ့အဓိကကြတဲ့တမ္မာဒိဋ္ဌိမဂ်ခင်တည်းဟူသောခေါင်းတွဲကြီးကိုသာပုံမှန်ခုံမောင်းရင်တမ္မာသင်္ကပ္ပအစရှိတဲ့မဂ်ခင်9ပါးဟာအလိုလိုဖြစ်ပါတယ်တဲ့အဲ့တော့မဂ်ခင်၈ပါးထဲမှာတမ္မာဒိဋ္ဌိဆိုတဲ့မဂ်ခင်သည်အဓိကအကြဆုံးနဲ့အရေးအကြီးဆုံးမဂ်ခင်ပေါ့အဲ့တော့ဆိုလိုတာကတမ္မာဒိဋ္ဌိမဂ်ခင်ဖြစ်အောင်လုပ်ရမယ်လို့ပြောတာဟုတ်ရဲ့လားအဲ့ဒီတမ္မာဒိဋ္ဌိမဂ်ခင်ဖြစ်အောင်လုပ်ပါများရင်လောဘဒေါသမောဟတို့သည်နည်းနည်းပြီးတော့နောက်ဆုံးပျောက်သွားလိမ့်မယ်ပေါ့ကုံသွားလိမ့်မယ်ပေါ့ဒီနည်းအားဖြင့်လောဘဒေါသမောဟနည်းရာကနေကုံသွားအောင်အကောင်းဆုံးလမ်းကိုရှောက်ချင်တယ်ဆိုရင်တမ္မာဒိဋ္ဌိတည်းဟူသောအရေးအကြီးဆုံးမဂ်ခင်ကောင်းဆောင်တဲ့မဂ်ခင်၈ပါးကိုပွားများရမယ်ပေါ့အဲ့တော့တမ္မာဒိဋ္ဌိဆိုတာကဘာလဲတမ္မာဆိုတာကမှန်ကန်တာဒိဋ္ဌိဆိုတာကအမြင်မှန်ကန်တဲ့အမြင်ပေါ့ဟုတ်ရဲ့လားအေးမှန်ကန်တဲ့အမြင်ဆိုတာကဦးဇင်းတို့တူတူနဲ့ထိထိပြောရပါစို့ဗျာဟုတ်လားအချိန်လည်းမရဘူးเนาะမှန်ကန်တဲ့အမြင်ဆိုတာကဒီဘဝဒီခန္ဓာဒီလောကရဲ့မမြဲတဲ့သဘောကိုမမြဲဘူးလို့သိတာဟာအဲ့ဒါမှန်ကန်တဲ့အမြင်ပဲပိဋကရေဒီယုတ်တနန္တတွေဒလဇတ်ဖြစ်ပေါ်လာတယ်ဒလဇတ်ပဲချုပ်ပြောက်သွားတယ်ဒီအမှန်တရားဟာဘယ်သူမှမငြင်းနိုင်တဲ့အမှန်တရားเนาะဟုတ်တယ်မဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကမမြဲသည်သာလင်ဖြစ်သောယုတ်တရားကိုမမြဲဘူးလို့သိရင်တမ္မာဒိဋ္ဌိလို့မှတ်ပါတဲ့မမြဲသည်သာလင်ဖြစ်သောခံစားချက်တို့ကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိလို့မှတ်ပါတဲ့အဲ့လိုပဲသင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးလုံးမြတ်စွာဘုရားဟောထားတယ်နော်တန်ရုပ်ပါဠိတော်မှာဟောထားတာရှိတယ်အဲ့တော့ဦးဇင်းတို့တမ္မာဒိဋ္ဌိဆိုတာဘာလဲဆိုရင်ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်ဖြစ်ပေါ်လာတယ်ချုပ်ပြောက်သွားတယ်လို့အဲ့ဒါလိုချုပ်ပြောက်သွားတဲ့သဘောကုံဆုံးသွားတဲ့သဘောပြီးဆုံးသွားတဲ့သဘောမမြဲတဲ့သဘောဒီအနိစ္စအချက်အနိစ္စလက္ခဏာကိုအမှန်တိုင်းသိရင်အဲ့ဒါတမ္မာဒိဋ္ဌိလို့ခေါ်တာပါတဲ့အဲ့တော့ဦးဇင်းတို့ပြောချင်တာကလောဘဒေါသမောဟနည်းရာကနေကုံသွားခြင်းနဲ့ဆိုရင်မမြဲတာကိုမမြဲဘူးလို့သိအောင်ကြိုးစားပါအဲ့ဒါအကောင်းဆုံးနည်းပဲအဲ့ဒါအထီရောက်ဆုံးနည်းပဲဟုတ်ရဲ့လားမမြဲတာကိုမမြဲဘူးလို့သိပါပြီးဆုံးလိုက်နေတာကိုပြီးဆုံးလိုက်နေတယ်လို့သိပါချုပ်ပြောက်လိုက်နေတာကိုချုပ်ပြောက်လိုက်နေတယ်လို့သိပါလောကကြီးမှာမချုပ်ပြောက်တဲ့တရားတစ်ခုမှမရှိဘူးမပြီးဆုံးတဲ့တရားတစ်ခုမှမရှိဘူးမနေ့တုန်းကတရားဓမ္မတို့ဦးဇင်းတို့ဖြစ်ခဲ့တဲ့ယုတ်တနန္တတွေအမျိုးမျိုးအဖုံဖုံစုံနေအောင်မရှိဘူးလားရှိခဲ့တယ်မနေ့တုန်းကပြန်ပြီးတော့စဉ်းစားကြည့်ပါပြောခဲ့တယ်ဆိုခဲ့တယ်စားခဲ့တယ်တောက်ခဲ့တယ်တွေးခဲ့တယ်ကြုံခဲ့တယ်ဟုတ်လားဝမ်းသာခဲ့တယ်ဝမ်းနည်းခဲ့တယ်ငိုခဲ့တယ်ပျော်ခဲ့တယ်အမျိုးမျိုးပေါ့အဲ့ဒီခံစားချက်တွေကိုအကြောင်းပြုပြီးတော့အမျိုးမျိုးတုံ့ပြန်ခဲ့တယ်ပြောဆိုခဲ့တယ်လောက်ကင်ခဲ့တယ်ယုတ်တနန္တတွေအများကြီးမရေမတွက်နိုင်အောင်မဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါတွေဒီကနေ့ဘာရှိသေးတော့မရှိတော့ဘူးချုပ်ပြောက်သွားပြီထာဝရကုံသွားပြီထာဝရပျောက်သွားပြီနောက်ထပ်ဘယ်တော့မှပြန်မတွေ့ရတော့ဘူးဟုတ်ရဲ့လားဒါပေမဲ့အဲ့ဒီအတွေ့အကြုံအဲ့ဒီဖြစ်ပျက်ခဲ့တာတွေကိုအခြေခံပြီးတော့ကိုပြုခဲ့တာပြောခဲ့တာတွေးခဲ့တာတွေကတော့ကမ္မပစ္စယတတ္တိအနေနဲ့
ခန္ဓာအစဉ်မှာကိန်းနေမှာတော့ရှိတာပေါ့အကျိုးပေးမယ်ဆိုတဲ့သဘောနဲ့ကိန်းနေတာတော့မရှိပေဘူးလားရှိမယ်ဒါပေမဲ့ယုတ်တဲ့နန္တတွေကတော့ဘာဖြစ်သွားပြီတော့ပျက်စီးသွားပြီမရှိတော့ဘူးကုံသွားပြီခန်းသွားပြီဘာမှမရှိတော့ဘူးအခုဖြစ်နေတာကအခုယုတ်တဲ့နန္တနဲ့ဆက်ပြီးတော့ယက်တည်နေတာမနေ့တုန်းကယုတ်တဲ့နန္တကုံခဲ့လို့ဒီနေ့ယုတ်တဲ့နန္တနဲ့ဆက်ပြီးတော့ယက်တည်နေတာပေါ့ကဲဒီနေ့မှလည်းပဲမနေ့တုန်းကယုတ်တဲ့နန္တပြောခဲ့ဆိုခဲ့စားခဲ့တောက်ခဲ့တုံ့ပြန်ခဲ့လှုပ်ရှားခဲ့စိတ်ကူးခဲ့တွေးခဲ့တောခဲ့ခံစားခဲ့အဲ့ဒါတွေအခုမှရှိသေးတော့ဘာမှမရှိတော့ဘူးကဲနေ့လေတုန်းကအခြေအနေအမျိုးမျိုးအတွေ့အကြုံမျိုးမျိုးဘာရှိသေးတော့ဘာမှမရှိတော့ဘူးကုန်ခန်းခဲ့ပြီပျောက်ခဲ့ပြီဟုတ်ရဲ့လားပြီးဆုံးခဲ့ပြီအဲ့ဒါလိုပဲညနေတုန်းကယုတ်တနန္တတွေဘာမှမရှိတော့ဘူးအဲ့ဒါလိုဒါလူငယ်တွေကိုဦးဇင်းတို့ရည်ရွယ်ပြီးတော့ပြောနေတာနော်အင်မတန်ထင်ရှားတယ်ဘယ်လို့မှမငြင်းနိုင်ဘူးကုန်ခဲ့ပြီပြီးခဲ့ပြီတရားစနာကဇတုံးကယုတ်တနန္တတွေဘာရှိသေးတော့ဘာမှမရှိတော့ဘူးဦးဇင်းပြောခဲ့တဲ့အတန်လေးဟုတ်လားအတန်ပေါင်းကိုအခွင်းပေါင်းကိုထောင်တောင်းချီပြီးတော့ရှိပြီအခုဘာရှိသေးတော့ဘာမှမရှိတော့ဘူးအခုဘာရှိသေးတုံလို့မေးတာကိုပဲဟောဘာမှမရှိတော့ဘူးတောက်လျှောက်ကိုပဲလိုက်ပြီးတော့ဘာဖြစ်နေတော့ချုပ်ပြောက်လိုက်နေတယ်ရေပေါ်မှာတုတ်ချောင်းလေးနဲ့ချစ်လိုက်တော့ထင်တဲ့အရေးအကြောင်းဟာဘလောက်ကြာသလဲဘလောက်မှမကြာဘူးနောက်ကရေကတောက်လျှောက်ဖုံးသွားတာပဲအဲ့ဒါလိုပဲယုတ်တနန္တတဘာဝတရားတွေမှန်သမျှတွေဖြစ်ပေါ်ရာနေရာမှာတင်ပဲချုပ်ပြောက်ရတယ်တဆန်းကြီးတောင်းနေရာမရွေ့ဘူးလို့ဆိုတယ်အဲ့ဒါကတော့မိမိတို့ရဲ့ထက်မြက်တဲ့ဉာဏ်နဲ့မြင်နေအောင်ဆက်ပြီးတော့ကြိုးစားကြပေါ့ဗျာဟုတ်ရဲ့လားဒါကတော့စာတဲ့ပါတာကိုပြောရတာဦးဇင်းတို့လည်းမြင်တာတော့မဟုတ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သေချာတာကယုတ်တနန္တတွေဟာအင်မတန်လျင်မြန်ပြောင်းလဲချုပ်ပြောက်နေတယ်ဆိုတာကတော့သေချာတယ်ဟုတ်ရဲ့လားသေချာတယ်နော်ဒါကိုပိဿပေါင်းသူတော်ကောင်းတို့နားလည်ခြင်းနဲ့သဘောပေါက်ခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်နည်းနဲ့ကြိုးစားကြည့်ပေါ့နော်ဖြစ်ဆဲယုံနံကိုဖြစ်ဆဲအခိုက်အတန့်မှာတက်နိုင်တယ်မြပြစ္ဆုတ်ပံတဲ့တဲ့မိအောင်ကြည့်ပေါ့မြင်နေတာတွေရှိတယ်ကြားနေတာတွေရှိတယ်နားနေတာစားနေတာထိနေတာတွေးနေတာရှိတယ်ဟုတ်လားအဲ့ဒါတွေကိုအခုဖြစ်ဆဲကလေးမှာတောက်လျှောက်မိအောင်ကြိုးစားစဉ်းစားမနေနဲ့နော်စဉ်းစားဖို့အချိန်မရှိဘူးစဉ်းစားခိုင်းတာမဟုတ်ဘူးမြတ်စွာဘုရားကတိခိုင်းတာဟုတ်ရဲ့လားလက်တွေ့ဘာလို့ခိုင်းတာတော့တိခိုင်းတာတိလိုက်လို့ရှိရင်နောက်ထပ်တိတရားကတောက်လျှောက်အရန်သိရှိနေတယ်အဲ့တော့အရင်တိတဲ့ဟာကိုမစဉ်းစားနဲ့ထားခဲ့တော့နောက်ထပ်တိတရားရှိနေတယ်အဲ့ဒါကိုဆက်တိလိုက်ဟုတ်တယ်မဟုတ်လားနောက်ထပ်တိတရားတွေရှိနေတာပဲမဟုတ်လားအခုဒါကိုတိလိုက်တယ်ဆိုကြမှာစို့ရုပ်ပိုင်းဆိုင်ရာပူတာတွေရှိတယ်အေးတာတွေရှိတယ်တွန်းကန်နေတာရှိတယ်ကြမ်းကြမ်းထန်ထန်ထိနေတာရှိတယ်အဲ့ဒါလိုပဲဝေဒနာခံရခက်တာခံလို့ကောင်းတာဟုတ်လားဆင်းရဲတာချမ်းသာတာတက်တာမတက်တာအမျိုးမျိုးရှိတယ်အဲ့ဒါလေးတွေကိုဖြစ်စေအခိုက်အတန့်လေးမှာတောက်လျှောက်ပြစ္ဆုတ်ပံတဲ့ပြစ္ဆုတ်ပံတဲ့ဖို့တော့အရေးကြီးတယ်နော်အဲ့ဒါလေးကိုပြစ္ဆုတ်ပံတဲ့သိအောင်လှုပ်လိုက်သိအောင်လှုပ်လို့ရှိရင်နောက်ထပ်သိတရားတစ်ခုကအရန်သိရှိမနေဘူးလားရှိနေတယ်အဲ့ဒီသိနေတာကိုသိတရားကိုဆက်ပြီးတော့သိလိုက်ဆက်ပြီးတော့သိသွားရင်ဩအရင်သိခဲ့တဲ့ဟာတွေကအရင်သိခဲ့တဲ့အရာတွေကိုသိခဲ့တဲ့စိတ်ကိုအဲ့ဒီသိတဲ့စိတ်နဲ့သိတရားယုံ nant နဲ့အတွဲလိုက်ဘာဖြစ်သွားတော့ချုပ်ပြောက်သွားတယ်ကုန်ခဲ့တယ်နောက်ထပ်ဆက်ပြီးတော့သိစရာနဲ့သိတာနဲ့ဆက်ပြီးတော့ဖြစ်တယ်သဘောပေါက်လားအဲ့ဒါကိုပြစ္ဆုတ်ပံတဲ့တက်နိုင်တယ်မြအလေးအကျင့်လုပ်ရမှာပေါ့ဘာဝနာဆိုတာကအဓိကကတော့အလေးအကျင့်ပဲမဟုတ်လားနော်ဒါလေးကိုပြစ္ဆုတ်ပံတဲ့သိအောင်လုပ်တဲ့အလုပ်ကျင့်လေးအလေးအကျင့်လေးကိုကျွမ်းကျင်အောင်မလုပ်ရမှာတော့ကြိုးစားရမှာအဲ့ဒါလို့ကြိုးစားပါများလို့ရှိရင်ဩကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ခံတာပဲဖြစ်ဖြစ်မခံတာပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ဖြစ်ဒီယုတ်တနန္တမှန်သမျှတို့သည်ဖြစ်ပေါ်ပြီးတော့ပြီးဆုံးသွားတာပဲချုပ်ပြောက်သွားတာပဲမချုပ်ပြောက်တဲ့အရာတစ်ခုမှမရှိဘူးနောက်ထပ်ဖြစ်เสียအကြောင်းတရားတွေကရှိနေတော့ဆက်ပြီးတော့ဖြစ်နေတာပေါ့အကြောင်းတရားတွေကတော့ကံစိတ်ဥဒုအာဟာရဆိုပြီးတော့ပိဋကတို့ကြားဖို့ပြီးသားပါဒါအကျမ်းမြင်ပြောတာနော်ဟုတ်ရဲ့လားအေးအဲ့ဒါလိုမျိုးတရားဓမ္မတို့ဦးဇင်းတို့တွေတတိပဋ္ဌာန်နည်းကိုအားကြအတုယူပြီးတော့ယုံကြည်တဲ့စိတ်သိမြင်နားလည်တဲ့စိတ်ဘုရားဟောတဲ့ဒီတရားတွေကိုယုံကြည်တဲ့တရားတရားဥသိပြီးတော့တတိပဋ္ဌာန်နည်းနဲ့လေ့ကျင့်ကြိုးစားမယ်ဆိုလို့ရှိရင်ဖြစ်တိုင်းသောယုတ်တနန္တတွေဟာဖြစ်ပေါ်လာပြီးတော့နောက်ချုပ်ပြောက်သွားကြတယ်လို့မသိနိုင်မိဘူးလားသိနိုင်တယ်အဲ့ဒါလို့ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်လို့ဖြစ်ပြီးတဲ့နောက်ချုပ်သွားတယ်အဲ့ဒါလို့အမှန်တရားကိုအမှန်တိုင်းသိရင်အဲ့ဒါကိုတမ္မာဒိဋ္ဌိလို့မခေါ်ပြီဘူးလားခေါ်မယ်အဲ့ဒါတမ္မာဒိဋ္ဌိမဲ့ခင်ကိုဦးဇင်းတို့ကြိုးစားပြီးတော့အတူချုပ်လေးရှင်းပြတာဟုတ်ရလားအဲ့ဒီတမ္မာဒိဋ္ဌိမဲ့ခင်ဖြစ်ရင်ကျန်တဲ့မဲ့ခင်တွေကမဖြစ်ဘူးလားဖြစ်ပြီအဲ့ဒါလို့မဲ့ခင်၈ပါးကိုပွားများနေရင်တတ္တဝါတွေကိုနှိပ်စက်တတ်တဲ့
လောဘဒေါသမောဟဆိုတဲ့ဒီတရားစိုးတွေဟာတဖြည်းဖြည်းနဲလာမယ်သူတို့အကြောင်းကိုသိပြီးတော့နဲလာမှာပေါ့နော်သူတို့အကြောင်းကိုလည်းသိမယ်မကောင်းဘူးလို့သိလာရင်တဖြည်းဖြည်းနဲ့နဲသွားတဲ့သဘောပေါ့နောက်ဆုံးသူတို့ကိုချုပ်ငိမ့်သွားအောင်ပယ်ရှားနိုင်တဲ့အဆင့်ကိုရောက်အောင်ပိဿပေါင်းသူတော်ကောင်းတို့ဉာဏ်ပညာတွေမကြီးလာနိုင်ပြီဘူးလားကြီးလာနိုင်တယ်ဒါလက်တွေ့လုပ်ရင်လည်းသိနိုင်ပါတယ်ဆိုကြပါစို့အပေါ်ယံလေးပြောမယ်ဆိုရင်တော့ပြောလို့ရတယ်ဟိုပြီးသွားတာပဲချုပ်ပြောက်သွားတာပဲဘာမှထာဝရတည်မြဲတာမဟုတ်ဘူးဆိုတဲ့ဒီအတွေးလေးတွေးမိရင်ကိုပဲဒါဝိပဿနာဉာဏ်အဆင့်ကိုဦးဇင်းတို့မဆိုလိုဘူးနော်လောကမှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်စိတ်တူစရာပဲဖြစ်ဖြစ်ပျော်စရာပဲဖြစ်ဖြစ်အလိုကျစရာပဲဖြစ်ဖြစ်အလိုမကျစရာပဲဖြစ်ဖြစ်အမိမောက်မတည့်တာပဲဖြစ်ဖြစ်တဲ့တာပဲဖြစ်ဖြစ်ဟုတ်လားဘာတွေပဲဖြစ်ဖြစ်ပြီးသွားတာပါတည်ငါတခဏပါဆိုတာကိုတကယ်အတွေးလေးလေးနက်နက်နဲ့သိမယ်ဆိုရင်အဲ့ဒီအချိန်မှာလောဘဒေါသမောဟဖြစ်နိုင်ကြအကြောင်းရှိလားမရှိဘူးနော်ပြီးသွားမှာပဲလို့သိတဲ့ပုဂ္ဂိုလ်အဲ့ဒီအသိရှိနေတဲ့အခိုက်မှာပြင်းပြင်းထန်ထန်လောဘဖြစ်เสียအကြောင်းမရှိဘူးနော်ပြင်းပြင်းထန်ထန်စိတ်တူเสียအကြောင်းမရှိဘူးဘာစိတ်တူမှလဲအလုံးပြီးသွားမှာပဲဟုတ်ရဲ့လားဘာတွေလောဘရမဲ့တွေအကြီးကြီးငန်းငန်းတက်နေเสียအကြောင်းရှိလေဟုတ်လားသီလတွေပြက်လောက်အောင်လောဘကြီးเสียအကြောင်းဘာရှိလေအဲ့လိုမျိုးကိုယ့်ရဲ့အတွေးတွေထဲမှာတဘာဝကြတဲ့ထက်မြက်တဲ့မှန်ကန်တဲ့အတွေးတွေဖြစ်မလာနိုင်မေဘူးလားဖြစ်လာနိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မမြဲပါဘူးအလုံးဟာချုပ်ပြောက်လိုက်နေတယ်အလုံးဟာပြီးဆုံးလိုက်နေပါတယ်ဆိုတဲ့ဒီအဓိကကြတဲ့အနိစ္စလက္ခဏာမမြဲတဲ့သဘောတရားကိုသိရင်သိသလောက်လောဘဒေါသမောဟနည်းနိုင်တယ်နောက်ဆုံးကုန်နိုင်တယ်ဆိုတာတာမန်ဉာဏ်နဲ့ကိုနားလည်လို့မရဘူးလားရတာပေါ့လက်တွေ့လုပ်ကြည့်နော်စိတ်တူစရာတစုံတရာတွေ့ပြီဆိုရင်အိုးအလုံးပြီးသွားမှာပါဆိုတဲ့အတွေးလေးဟာစိတ်ကိုဘလောက်တက်တာရစေလေဘလောက်အေးချမ်းစေလေမသိနိုင်ဘူးလားခံစားလို့ကောမရနိုင်ဘူးလားရနိုင်တာပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရက်ကိုပိုင်းပြီးတော့နေခဲ့ရမယ်မနေ့တုန်းကပြီးခဲ့ပြီမနှစ်တုန်းကပြီးခဲ့ပြီထားလိုက်တော့ခေါင်းထဲကိုမထည့်တော့နဲ့ဟုတ်လားမနေ့တုန်းကပြီးခဲ့ပြီနေ့လယ်တုန်းကပြီးခဲ့ပြီညနေတုန်းကပြီးခဲ့ပြီနောက်ဆုံးတဖြည်းဖြည်းနဲ့စိတ်လာပြီးခဲ့တဲ့နာရီကပြီးခဲ့ပြီဒီဟာတွေကငါ့ကိုမလွှမ်းမိုးနေစဉ်မနေစေသင့်ဘူးလို့ဟုတ်လားအဲ့ဒါလိုလေးပြစ္ဆုတ်ပံလေးကိုတက်နိုင်တယ်မြပိုင်းခြားပြီးတော့တိတက်မြင်တဲ့နေတတ်မယ်ဆိုရင်တော်တော်ကြီးတက်တာရမရဘူးလားရတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါကတော့ဦးဇင်းတို့အရက်ပြောလေးနဲ့ရင်းနှီးပြောကြည့်တာပါဟုတ်ရဲ့လားအဲ့တော့တကယ်တမ်းကတော့ဖြစ်ဆဲယုံနံကိုဖြစ်နေတဲ့အခိုက်အတန့်မှာဖြစ်နေတဲ့အတိုင်းအမှန်တိုင်းသိအောင်ကြိုးစားရင်မမြဲတာကိုသိမလာပြီဘူးလားသိလာမယ်မမြဲတာကိုသိရင်သိသလောက်လောဘဒေါသမောဟမနှဲပြီဘူးလားနှဲမယ်နှဲအောင်လုံမှသာလင်တစ်ချိန်မှာကုန်တယ်ဆိုတာကဖြစ်မှာပေါ့ဟုတ်ရဲ့လားအဲ့ဒီလောဘဒေါသမောဟကုန်မှဆင်းရဲဒုက္ခကုန်မှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဏိကုံးချုပ်ပြောတာဒီကေတမုဒ္ဒိသုတ်တံမှာလာတဲ့လောဘဒေါသမောဟတို့ဒီမကောင်းမှန်းကိုယ်တိုင်သိနေပြီပဲမကောင်းမှန်းသိတယ်ဆိုရင်ပယ်နိုင်အောင်ကြိုးစားပေါ့ဆိုတဲ့မြတ်စွာဘုရားရဲ့စကားကိုဦးဇင်းတို့ဘယ်လိုပယ်နိုင်အောင်ဘယ်လိုကြိုးစားမလဲဆိုတဲ့နိလန်းကိုမြတ်စွာဘုရားဟောထားတဲ့အဲ့ဒီသုတ်တံနဲ့အညီဒါဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ကိုအချက်အလက်ကလေးစုံအောင်ပြောပြလိုက်တာပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့တရားဟောတာလည်းပဲတနာရီနဲ့15မိနစ်ပြည့်တော့မယ်နော်အဲ့တော့ဦးဇင်းတို့ဒီလောက်ပဲပြောနေကြဆိုတော့ဦးဇင်းတို့ပြောခဲ့တာတွေကိုအကုန်လုံးအနှစ်ချုပ်ကြစို့ဟုတ်ရဲ့လားတရားကောင်းစဉ်ကဗါတဲ့တော့သေချာသောလမ်းကိုလျှောက်ပါတဲ့ဟုတ်ရဲ့လားအဲ့တော့လောကကြီးကအယူဝါဒရေးရရှုပ်ထွေးတယ်ကိုယ်ကလည်းပဲဉာဏ်ပညာကပုထုဇဉ်ဆိုတော့နေသေးတယ်ပေါ့ကိုယ်ကလည်းတန်တရားဖြစ်တဲ့သဘောရှိတယ်လောကကြီးကလည်းတန်တရားဖြစ်เสียတွေကများတယ်ဟုတ်လားအဲ့ဒီလိုအခြေအနေမျိုးမှာဟိုဟာလောက်ရမှာလို့ဒီဟာလောက်ရမှာလို့ဟိုဟာကဟုံနုံတို့ဒီဟာကဟုံနုံတို့အဲ့လိုမျိုးတကယ်လို့မြတ်မိမိတို့တန်တံမှာဖြစ်နေတာရှိရင်ဒီသုတ်တံသည်အင်မတန်အသုံးတဲလိမ့်မယ်ကိုယ်တန်တံမှာအဲ့လိုတန်တရားတွေမရှိဘူးဆိုအောင်တော့ကိုယ်နဲ့နီးစပ်ရာကိုယ်ပတ်ဝန်းကျင်မှာဒီလိုတန်တရားတွေနှိမ့်ဆက်ခံရပြီးတော့ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေများတွေ့ခဲ့မယ်ဆိုရင်ပိဿပေါင်းသူတော်ကောင်းတို့ဒီသုတ်တံမှာလာတဲ့မြတ်စွာဘုရားရဲ့စကားတော်တွေကိုအသုံးချပြီးတော့တစ်ဖက်လူကိုအသိဉာဏ်ရှိအောင်ချမ်းသာအောင်လုပ်ပေးလို့မရဘူးလားရတယ်အဲ့ဒါလိုရည်ရွယ်ချက်နဲ့ဒါဦးဇင်းတို့ပြောတာပါဟုတ်ရဲ့လားအဲ့တော့မြတ်စွာဘုရားကတန်တရားဖြစ်ကြတဲ့ကာလမတွေကိုဘယ်သူပြောတာကိုမှမယုံနဲ့ဆိုတဲ့အတိတ်ပဲဟုတ်ရဲ့လားအဲ့လိုတော့တိတိကျကျမပြောဘူးနော်အေးအစဉ်အလာရလဲမယုံနဲ့မာ10ချက်ပြန်မပြောတော့ဘူးနော်အေးသူများပြောတာတစင်ကြားစကားတွေဒါကောင်းလှပြီဆိုယုံမြတ်နဲ့မယုံလိုက်ပါနဲ့ဟုတ်ရဲ့လားကိုယ်တိုင်လောဘဒေါသမောဟတို့သည်မကောင်းဘူးဆိုတာကိုသိနိုင်ပါတယ်
တိပြီးရင်မကောင်းမှန်းသိရင်ပယ်နိုင်အောင်ကြိုးစားပါတဲ့အလောဘအဒေါသအမောဟဆိုတဲ့တရားတွေကောင်းနေဆိုတာအပြစ်ကင်းတယ်ဆိုတာကိုယ်တိုင်သိနိုင်တာပဲသိပြီးတယ်ဆိုရင်အဲ့ဒါကိုပြည့်စုံအောင်ကြိုးစားပါတဲ့ဟုတ်လားနောက်ပြီးတော့ကိုတယောက်တည်းနေလို့မရတဲ့တတ္တလောကကြီးမှာတခြားသောတတ္တဝါတွေရဲ့အပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မစိုရတရား၄ပါးပွားများပြီးတော့နေပါဘယ်လိုလူမျိုးကမှဒါကိုအပြစ်တင်လို့မရပါဘူးမလွဲနိုင်တဲ့လမ်းတေချာတဲ့လမ်းချမ်းသာဖို့ဟုတ်ရလားအေးအဲ့ဒါလို့မိမိတို့ကဉာဏ်ပညာကြီးကြီးနဲ့ကောင်းတာတွေကိုပဲကြိုးစားမယ်မကောင်းတာတွေကိုရှောင်ပြီးတော့တဘာဝကြကြတွေးပြီးတော့အဲ့ဒါလို့ကောင်းမှုကိုပဲလုပ်ပြီးတော့မကောင်းမှုကိုရှောင်မယ်ဆိုလို့ရှိရင်ထောက်တရားကြီး၄ခုကိုရလိမ့်မယ်ဟုတ်ရလားတမလွန်လောကရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကောင်းမှုမကောင်းမှုရဲ့အကျိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမကောင်းတာပြုလို့ပြုသည်မြည်သည်ဖြစ်စေမမြည်သည်ဖြစ်စေဟုတ်ရလားကောင်းတာကိုလုပ်ပြီးတော့မကောင်းတာမလုပ်တဲ့ပုဂ္ဂိုလ်အတွက်ထောက်တရားကြီး၄မျိုးရလိမ့်မယ်နောက်ဘဝရှိလည်းပဲသူ့အတွက်ချမ်းသာတယ်မရှိလည်းပဲဒီဘဝချမ်းသာတယ်ကောင်းမှုမကောင်းမှုရဲ့အကျိုးရှိမရှိသူကတော့ဘယ်ဘက်ကကြည့်ချမ်းသာတယ်ဟုတ်ရလားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ကောင်းမှုကိုပြုခြင်းမကောင်းမှုကိုရှောင်ကျဉ်ခြင်းသည်သာလျင်ချမ်းသာဒုက္ခသည်ကိုသွားတဲ့နေရာမှာမလွဲနိုင်တဲ့လမ်းသေချာတဲ့လမ်းပေါ့ဟုတ်ရလားဒါကြောင့်သေချာသောလမ်းကိုရှောက်ပါဆိုတာကိုပေသက်ပေါင်းသူတော်ကောင်းတို့ထိုက်တလောက်တော့နားလည်ခဲ့ကြပြီပေါ့နော်အဲ့တော့ကိုဘေးပတ်ဝန်းကျင်ကိုလည်းပဲတကယ်လို့တန်တရားသားကောင်တွေတွေ့ခဲ့မယ်ဆိုလို့ရှိရင်တတ်နိုင်သမျှမိမိတို့ရဲ့ဉာဏ်ပညာနဲ့တဆင့်ဖောက်တဲ့ချပြီးတော့ရှင်းလင်းပြောဆိုနိုင်ကြမယ်ဆိုရင်အမျက်ဆုံးသောသာသနာပြုကုသိုလ်ဒုကြီးကိုမရနိုင်ပေဘူးလားရနိုင်ပါတယ်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ကိုယ်တိုင်လည်းပဲတေချာသောလမ်းကိုရှောက်လန်းနိုင်ကြပါစေတပါးသောပုဂ္ဂိုလ်တို့ကိုလည်းပဲရှောက်လန်းနိုင်အောင်အထောက်အကူပေးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုံမာကံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မျက်နှာကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသမ္မာဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုသုတော်ထာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံဃာ ानु ဘာဝေနမကထံ၄ရောက်ဖလထံ၄ရောက်ဟုဆိုသောရှင်ယောတော်ရိယတန်ခါရှင်မြတ်တို့နှင့်တကွာတီလဂုံသမာဓိဂုံပညာဂုံတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသာဓုသာဓုသာ